ခန္ဓာနဲ့ဥပါဒာနဲ့ခန္ဓာဘုရားဘာသာဝင်တွေအလုံးလို့ခန္ဓာဆိုတဲ့စကားလုံးကိုလည်းကြားဘူးကြတယ်ဥပါဒာနဲ့ခန္ဓာဆိုတဲ့စကားလုံးကိုလည်းကြားဘူးကြတယ်ဘာကြောင့်ခန္ဓာခေါ်တယ်လဲဘာကြောင့်ဥပါဒာနဲ့ခန္ဓာခေါ်တယ်လဲလို့မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာသိရှိဖို့လိုအပ်တယ်ပေါ့မှန်ပါဗျာအနည်းဆုံးဘုရားမြတ်စွာရဲ့တရားဒေသနာတော်တွေထဲမှာမြောက်များစွာပါရှိတဲ့ဒီခန္ဓာနဲ့ဥပါဒာနဲ့ခန္ဓာလို့ဒီတစ်ခုကိုကွယ်ကွယ်ပြားပြားသိဖို့လိုတယ်ခန္ဓာဆိုတဲ့စကားလုံးကဓမ္မလူမျိုးတွေကြားမှာအမြဲတမ်းရင်းနှီးနေတဲ့စကားလုံးတစ်ခုပဲဒုက္ခန္ဓာကိုငါခန္ဓာကိုစသဖြင့်ခန္ဓာဆိုတဲ့စကားလုံးဟာပါဠိစကားလုံးဖြစ်တော်လည်းပဲဓမ္မလူတို့ရဲ့နှုတ်ဖြားမှာရှိနေသို့တော့ခန္ဓာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုလို့ရှိရင်အပေါင်းအစုဒီလိုအဓိပ္ပာယ်ရခန္ဓာဆိုတာအပေါင်းအစုသို့မဟုတ်အစုအဝေးသဘာဝချင်းတူညီတဲ့တရားတွေကိုစုပေါင်းထားတဲ့အစုကိုခန္ဓာလို့ဒီလိုပြောတယ်အဲ့တော့အပေါင်းစုစုဝေးကိုခန္ဓာလို့ရှင်းဥစွာဒီလိုမှတ်ရတယ်ပေါ့မှန်ပါပါဗျာခန္ဓာဟာဘယ်နှမျိုးရှိတယ်လဲလို့ဆိုတဲ့အခါမှာရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာလို့ခန္ဓာ၅ပါးဆိုတာလဲအလုံးကြားဖို့ကြတယ်သို့တော့ခန္ဓာ၅ပါးဆိုတာစာရဲပေထဲမှာလာတဲ့စာစကားပေစကားတွေပဲလို့ဒီလိုနှလုံးမသွင်းမဲ့တဲ့ခန္ဓာဆိုတာတို့ရရှိထားတဲ့ဘဝလို့ခေါ်ရတဲ့အရာတစ်ခုပဲလို့ဆိုတာအားလုံးတတိထားကြဖို့လိုအပ်တယ်မှန်ပါပါဗျာအဲ့တော့ခန္ဓာဆိုတာအစုဝေးသဘောတူတဲ့သဘာဝတရားတွေကိုသဘောတူရာတူရာသဘာဝတရားတွေကိုစုထားတယ်လို့ဆိုကြတဲ့ကသဘောတူပေမဲ့လို့တစ်မျိုးတည်းတစ်ခုတည်းမဟုတ်ဘူးဆိုတာမတ္တမထင်ရှားတယ်ဒါကြောင့်မို့လို့ဘယ်လိုပဲပုံနည်းနဲ့စုထားသလဲလို့ဆိုလို့ရှိရင်အတိတ်အနာဂတ်ပစ္စုပန်လို့ဆိုတဲ့အချိန်အခါဟာ၃မျိုးရှိတယ်ဆိုတာအတိတ်ဆိုဒီမှာပြီးခဲ့တဲ့အရာအနာဂတ်ဆိုတာမရောက်လာသေးမဖြစ်လာသေးတဲ့အရာပစ္စုပန်ဆိုတာအကြောင်းကိုဆွဲမိပြီးတော့ဖြစ်ပေါ်နေစေအရာတစ်ခုအဲ့ဒါလို့အတိတ်အနာဂတ်ပစ္စုပန်လို့၃မျိုးကွဲပြားနေပြီမဲ့လို့သဘာဝချင်းတူနေသည့်အတွက်ကြောင့်အတိတ်ကဟာပဲဖြစ်ဖြစ်အနာဂတ်ကဟာပဲဖြစ်ဖြစ်ပစ္စုပန်ဟာပဲဖြစ်ဖြစ်တစုတည်းတစ်ပေါင်းနဲ့စုပြီးတော့ခေါ်လိုက်တာလို့အဲ့ဒါခန္ဓာလို့ဒီလိုထိပ်ပဲရတယ်နော်နောက်တစ်ခုကပြောမယ်ဆိုလို့ရှိရင်လူတွေဟာအသီးသီးတဦးနဲ့တဦးမတူညီကြဘူးကမ္ဘာမှာလူဦးရေတန်ပေါင်း6000ကျော်ရှိတယ်ဆိုလို့ရှိရင်တန်ပေါင်း6000ကျော်သောလူတွေဟာကိုယ်ခန္ဓာနဲ့ကိုယ်အသီးသီးရှိနေကြတယ်ဘယ်လိုပဲလူချင်းကွဲပြားပြီးတော့သူခန္ဓာကိုယ်ခန္ဓာဒီလိုကွဲပြားပြီးတော့နေတယ်တန်ပေါင်း6000ကျော်သောလူတွေဟာတဦးကဒါကငါခန္ဓာငါနဲ့သက်ဆိုင်တဲ့ခန္ဓာကိုယ်နဲ့မသက်ဆိုင်တဲ့ခန္ဓာကအပြင်ဘက်ခန္ဓာကိုယ်နဲ့သက်ဆိုင်တဲ့ခန္ဓာအစ္ဆဒခန္ဓာအတွင်းခန္ဓာလို့အစ္ဆဒနဲ့ဗဟိတနဲ့ဆိုပြီးတော့ဒီလို
ကိုယ်မှာတိုက်ရိုက်ရှိတဲ့ခန္ဓာကတစ်ခုကိုယ်မှာမရှိဘူးသူတစ်ပါးမှာရှိတဲ့ခန္ဓာကတစ်ခုလို့ဒီလိုနှစ်စုပြုလိုက်တဲ့အခါမှာလည်းပဲသူခန္ဓာပဲဖြစ်ဖြစ်ကိုယ်ခန္ဓာပဲဖြစ်ဖြစ်အတွင်းပဲဖြစ်ဖြစ်အပြင်ပဲဖြစ်ဖြစ်ခန္ဓာဆိုတဲ့ဒီသဘာဝတရားတစ်ခုကတူတူပဲလို့အဲ့ဒီနှစ်ခုကိုလည်းစုလိုက်လို့ခန္ဓာလို့ခေါ်လိုက်တာမှန်ပါဗျာဆိုလိုတာကသူတဏ္ဍာမှာဖြစ်တဲ့တရားပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာဖြစ်တဲ့တရားပဲဖြစ်ဖြစ်ခန္ဓာဆိုတဲ့အစုအောက်မှာပါသွားတယ်ပေါ့မှန်ပါဗျာနောက်တစ်ခုကျတော့အည်အသွေးအဆင့်တန်းခြင်းဟာတူညီမှုမရှိဘူးပေါ့ဆိုပါတော့လူချင်းလဲနှိမ့်ကြတဲ့လူရှိတယ်ဆင့်မြင့်တဲ့လူရှိတယ်လူနဲ့တိရစ္ဆာန်ဆိုလို့ရှိရင်လည်းတိရစ္ဆာန်မှာလည်းဒီသဘာဝတရားတွေရှိနေတယ်လူတွေမှာလည်းသဘာဝတရားတွေရှိတယ်တခါလူတွေမှာသဘာဝတရားတွေရှိတယ်လို့နတ်တွေမြမာတွေမှာလည်းပဲဒီသဘာဝတရားတွေရှိတယ်အဲ့တော့လောကလူတွေကအဆင့်အနေနဲ့ပြောလိုက်တယ်အဆင့်နှိမ့်တယ်အဆင့်မြင့်တယ်လို့ခွဲခြားပြီးတော့ပြောတဲ့အခါမှာလည်းဒီသဘာဝတရားတွေဟာဘယ်လိုပဲအဆင့်ခွဲခြားသဘာဝအပြင်တူးနေတယ်လို့ပါဠိလိုပြောတဲ့အခါကျတော့ဟိနနဲ့ပဏိတညံ့နေတဲ့အရာပဲဖြစ်စေကောင်းတဲ့အရာပဲဖြစ်စေအောက်တန်းကြတဲ့အနေအထားမှာပဲရှိတာဖြစ်စေထက်တန်းကြတဲ့အနေအထားမှာပဲရှိတာဖြစ်စေသဘာဝအနေနဲ့တူတူပဲလို့ဒီလိုနှမျိုးကိုလည်းစုလိုက်တယ်ဒါကြောင့်မလို့ခန္ဓာလို့ခေါ်တာဟောနောက်တစ်ခုကခန္ဓာဆိုတဲ့သဘာဝတရားတွေမှာတိတာမြင်တာတဲ့ဟာရှိတယ်တိဖို့မြင်ဖို့ခက်ခဲတယ်ဆိုတာလည်းရှိတယ်တိတာမြင်တာတဲ့ခန္ဓာကိုဩလာရိကလို့ခေါ်တယ်တိဖို့နည်းနည်းခက်ခဲတယ်တိမ်မွေ့တယ်တိမ်မြုပ်တယ်ဆိုလို့ရှိရင်ဒုက္ခမလို့ခေါ်တယ်အဲ့ဒါလို့အည်သွေးနှမျိုးကွဲပြားနေတော့လည်းပဲသဘာဝတရားတွေဟာတူတူပဲလို့ဆိုတဲ့ရှုထောင့်ကကြည့်ပြီးတော့စုလိုက်တာအဲ့ဒီအစုကိုလည်းပဲခန္ဓာလို့ပဲခေါ်တာမှန်ပါပါဗျာအဲ့ဒီတိတာမြင်တာနဲ့ပတ်သက်လာပြီးတိတာမြင်တာအတိခက်တာအမြင်ခက်တာနဲ့ပတ်သက်ပြီးတော့ပဲပြောလို့လည်းရတယ်အနေအထားအကွာအဝေးနဲ့လည်းပြောလို့ရတယ်အဲ့ဒီမှာတိတာတဲ့သဘာဝတရားဆိုလို့ရှိရင်ကိုယ်နဲ့နီးလို့အနီးလို့ပြောတယ်တန်တိကေတဲ့အနီးလို့ပြောတယ်အတိခက်တဲ့ဟာဆိုရင်ကိုယ်နဲ့ကွာလှမ်းနေသည့်အတွက်ကြောင့်ဒူတွေအဝေးလို့ပြောတယ်နောက်တတိယအဖြစ်ကိုယ်နဲ့လက်လန်းမီလောက်အောင်ကိုယ်အနီးမှာရှိနေလို့ရှိရင်လည်းတန်တိကေပဲလက်လန်းမီတဲ့သဘာဝတရားတွေရှိတယ်လို့လက်လန်းမမီအောင်အဝေးမှာရှိနေတဲ့သဘာဝတရားတွေလည်းရှိအဲ့ဒါလို့အဝေးအနီးနှမျိုးကွဲပြားနေတော့လေဒီသဘာဝတရားတွေဟာတူတူပဲလို့ဆိုပြီးတော့စုလိုက်တယ်ဒီနှမျိုးရှုတော့ကလည်းစုလိုက်တဲ့အခါမှာအစုအဝေးတစ်ခုဖြစ်တယ်ဒါကိုလည်းခန္ဓာလို့ပဲခေါ်လိုက်တယ်မှန်ပါပါဗျာအဲ့တော့ခန္ဓာဆိုတဲ့သဘောတရားဟာရှုထောင့်7မျိုးနဲ့ပေါင်းပြီးတော့စုထားတဲ့အရာလို့ပြောတယ်အတိတ်အနာဂတ်ပစ္စုပန်3ခုအစ္ဆဒပဟိတဟိနပဏိတဩလာရိကဒုက္ခမဒူရေတန္တိကာလို့အလုံးပေါင်းလိုက်တော့7မျိုးရှိတယ်အဲ့ဒီရှုထောင့်7မျိုးဒီလိုကွဲပြားခြားနားနေတော့လည်းပဲသဘာဝအဖြစ်တူတဲ့အရာတွေကိုစုလိုက်တယ်တဲ့အဲ့ဒါလို့စုလိုက်တဲ့အခါမှာအစုဝေးတစ်ခုဖြစ်လာအဲ့ဒီအစုကိုပဲခန္ဓာလို့ဒီလိုပြောတာเนาะမှန်ပါပါဗျာအဲ့တော့ခန္ဓာဆိုတာဘုန်းကြီးတို့တွေနားလည်မှုလွဲမှားနေလို့ရှိရင်ခန္ဓာဆိုတာသဘောတူရာစုပေါင်းထားတဲ့သဘာဝတရားလို့ဒီလိုနားလည်ရမယ်မှန်ပါပါဗျာအဲ့ဒီလိုအစုဝေးနဲ့နားလည်ရမယ့်သဘာဝတရားဟာဘယ်နှမျိုးရှိလဲလို့ဆို5မျိုးရှိတယ်အဲ့ဒါကိုခန္ဓာ5ပါးလို့ခေါ်တယ်လူတွေရဲ့တဏ္ဍာမှာထင်ရှားဖောက်ပြန်တဲ့
ပြောင်းလဲသွားတဲ့အပူကြောင့်ပဲဖြစ်ဖြစ်အေးကြောင့်ပဲဖြစ်ဖြစ်ဆန့်ကျင်မဲ့အကြောင်းတစ်ခုနဲ့ဆုံတွေ့တဲ့အခါမှာထင်ရှားပြောင်းလဲသွားတဲ့သဘောတရားကိုရုပ်လို့ခေါ်တယ်အဲ့ဒီရုပ်လို့ခေါ်တဲ့ဒီသဘာဝတရားဟာအတိတ်ကဟာပဲဖြစ်ဖြစ်အနာဂတ်ဟာပဲဖြစ်ဖြစ်ပစ္စုပန်ပဲဖြစ်ဖြစ်ကိုယ်တဏ္ဍမှာဖြစ်တာပဲဖြစ်ဖြစ်သူတဏ္ဍမှာဖြစ်တာပဲဖြစ်ဖြစ်အောက်တန်းကြတဲ့အရာပဲဖြစ်စေမော်မြတ်တဲ့အရာပဲဖြစ်ဖြစ်တိတာထင်ရှားတဲ့အရာပဲဖြစ်ဖြစ်အတိခက်ပြီးတော့တိမ်မွေးတဲ့အရာပဲဖြစ်စေကိုယ်နဲ့နီးတာပဲဖြစ်ဖြစ်ဝေးတာပဲဖြစ်ဖြစ်ဘယ်ရှုထောင့်ကကြည့်ဒီသဘာဝလက္ခဏာတစ်မျိုးတည်းမို့အားလုံးဟာတူညီတယ်ဆိုပြီးတော့တပေါင်းတည်းရူပခန္ဓာလို့ခေါ်လိုက်တာပဲမှန်ပါပါဗျာအဲ့တော့ရူပခန္ဓာလို့ခေါ်လိုက်ရတဲ့သဘာဝတရားတွေကိုဘုန်းကြီးတို့ကိုယ်တဏ္ဍမှာမြင်အောင်ကြည့်တတ်ဖို့လိုအပ်တယ်ကိုယ်တဏ္ဍမှာစာထဲမှာတော့ယုတ်28မျိုးဆိုပြီးတော့ခွဲထားတယ်ခွဲပြထားတယ်အဲ့တော့ကိုယ်တဏ္ဍမှာလူလို့ဖွဲ့စည်းထားတဲ့လူလို့ထင်မှတ်နေရတဲ့အရာမှာတိတာထင်ရှားတဲ့ရူပခန္ဓာဆိုတာဘယ်တရားတွေလဲဘယ်ဟာတွေကိုခေါ်တာလဲလို့ဆိုရင်လူသားတယောက်အနေနဲ့ဘုန်းကြီးတို့တွေကြည့်ရလူရဲ့ပုံပန်းတဏ္ဍလူရဲ့ခန္ဓာမှာကြည့်လိုက်ရင်အတုံးအခဲဖြစ်နေတဲ့အရာတွေတွေ့ရလိုက်နော်အသားဆိုင်ဟာလည်းအတုံးခဲဖြစ်နေတယ်အယိုးကလည်းအတုံးခဲဖြစ်နေတယ်အတုံးခဲဖြစ်နေတဲ့အရာတွေမှန်တယ်များမြတ်စွာဘုရားကိုယ်တိုင်ကလည်းစာမင်မွေးညင်းခြေသက်လက်သက်သွားအရေးစတဲ့ဒီအခေါ်အဝေါ်နဲ့ပတ်သက်ပြီးတော့လူခန္ဓာကိုယ်မှာရှိတဲ့အမည်နာမတွေနဲ့ဖော်ပြထားတဲ့ရုပ်ခန္ဓာတွေကိုပထဝီလို့ခေါ်တာပဲအဲ့တော့မှတ်လို့လွယ်အောင်ဘုန်းကြီးတို့ခန္ဓာကိုယ်မှာဥခေါင်းရှိတယ်လက်ရှိတယ်ဝမ်းပိုက်ရှိတယ်ခြေထောက်ရှိအတုံးခဲပုံပန်းတဏ္ဍာဖြစ်နေတာအဲ့ဒီအတုံးခဲပုံပန်းတဏ္ဍာဖြစ်နေတဲ့ဟာကိုသဘာဝရှုထောင့်ကကြည့်လိုက်လို့ရှင်သူ့ကိုပထဝီလို့ခေါ်တယ်အဲ့ဒါလို့စုစည်းနေအောင်ဘယ်သူကစုစည်းပေးထားတာတော့ဆိုတော့အာဘောဆိုတဲ့အစေးတက်ကနေစုစည်းပေးလိုက်တာဒီပုံတရံဖြစ်အောင်အာဘောကနေစုစည်းပေးကြည့်လေမုံဖုတ်တဲ့အခါမှာကြည့်ပေါ့ပေါင်မုံပဲဖြစ်ဖြစ်ကိတ်မုံပဲဖြစ်ဖြစ်မဖုတ်ခင်ကဂျုံမုံပဲသူကအဲ့ဒီဂျုံမုံကိုရေလေးဖြူပြီးတော့ဖြန်းပြီးတော့လှုပ်လိုက်တဲ့အခါကျတော့အလုံးလေးအခဲလေးဖြစ်လာတယ်အဲ့ဒီလိုအလုံးလေးအခဲလေးဖြစ်အောင်ဘယ်သူကစုပေးတာတော့ဆိုအာဘောဆိုတဲ့အစေတက်ကစုလိုက်တာဟောကြည့်လိုက်တဲ့အခါအတုံးအခဲဖြစ်နေတာကပထဝီဒီလိုစုပေးလိုက်တဲ့အစေတက်တွေကစုစည်းတတ်တဲ့သဘောကအာဘောအဲ့ဒါလို့တုံးခဲဖြစ်လာတဲ့အရာဟာမားမာလာတယ်ရင့်ရင်လာတယ်မားလာအောင်ရင့်လာအောင်အဖိအနှိတ်ခံနိုင်အောင်ဖြစ်လာတာဘယ်သူကလှုပ်ပေးတာတော့ဆိုတေဇောကနေလှုပ်ပေးတယ်အဲ့ဒါလို့ပုံပန်းတန်တန်လေးမပြတ်အောင်တွန်းကန်ပေးထားတာကဝါယောကတွန်းကန်ပေးထားတာအကယ်၍ဝါယောကတွန်းကန်ပေးထားလို့ရှိရင်ဒီပုံတရံလေးဟာမတည်နိုင်ဘူးအခုလိုစုစုစည်းစည်းတရံပေါ်နေအောင်ဆွဲထားတာအာဘောဝါယောပဲဟောကြည့်လိုက်မယ်ဒါအချမ်းပြင်းရှာကြည့်လိုက်တာပေါ့နော်အချမ်းပြင်းရှာကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာမဟာဘုတ်၄ပါးလို့ဆိုရင်ထင်ရှားတဲ့ဓာတ်ကြီး၄ပါးကိုတွေ့မှာပဲအဲ့ဒီဓာတ်ကြီး၄ပါးဟာအတိတ်ကဟာပဲဖြစ်ဖြစ်အနာဂတ်ဟာပဲဖြစ်ဖြစ်ပစ္စုပန်ပဲဖြစ်ဖြစ်သူ့တဏ္ဍာမှာဖြစ်တာပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာဖြစ်တာပဲဖြစ်ဖြစ်အညံ့ပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်သိတာထင်ရှားတဲ့ဟာပဲဖြစ်ဖြစ်မသိတာမထင်ရှားတာပဲဖြစ်ဖြစ်အနီးမှာရှိတာပဲဖြစ်ဖြစ်အဝေးမှာရှိတာပဲဖြစ်ဖြစ်ဘယ်လိုအနေထားမျိုးမှာပဲရှိသဘာဝချင်းတူသည့်အတွက်ကြောင့်ရူပခန္ဓာလို့ဒီလိုပေါင်းခေါ်လိုက်တာပဲမှန်ပါဗျာအဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာရနေတဲ့ခန္ဓာဟာအခုလို
ဥပ္ပခန္ဓာဆိုတာသေချာဒီခန္ဓာရတယ်အဲ့ဒီယုတ်တရားတွေပေါ်မှာမိတီပြီးတော့ဓာတ်ကြီး၄ပါးပေါ်မှာမိတီပြီးတော့ဓာတ်ကြီး၄ပါးမရှိရင်ယတ္တိနိုင်ခွင့်မရှိဘူးဓာတ်ကြီး၄ပါးပေါ်မှာမိတီပြီးတော့နေတဲ့ဟာကြည့်ဓာတ်ကြီး၄ပါးကပုံတရံဆောင်ထားတဲ့အခါမှာမျက်စိနဲ့မြင်ရတဲ့အဆင်းဆိုတာရှိတယ်နှာခေါင်းနဲ့နမ်းလို့ရတဲ့အနတ်ဆိုတာရှိတယ်လျှာနဲ့ရက်လို့သိရတဲ့အရာသာဆိုတာရှိတယ်ဒီပေါ်မှာရှိလာတယ်တခါတခြားယုတ်အသစ်တွေကိုထုတ်လုပ်ပေးတတ်တဲ့ဩဇာဓာတ်ဆိုတာရှိလာတယ်။မဟာဘုတ်ဆိုတဲ့ဓာတ်ကြီး၄ပါးကိုအမိပြုပြီးတော့အစင်းနဲ့အနံ့နဲ့အရသာတဲ့ဩဇာတဲ့ဒီ၄ခုထပ်ပြီးတော့ထည့်လိုက်လို့ရှိရင်၈ခုဖြစ်သွားတယ်။အဲ့ဒီ၈ခုဟာဘယ်နေရာမှာပဲကြည့်ကြည့်ရုပ်မှန်သမျှဟောဒီ၈ခုနဲ့ဖွဲ့စည်းထားတာ။အဲ့ဒီ၈ခုတစ်ခုစီတစ်ခုစီခွဲစိတ်ပြီးတော့ပြစ်လိုက်မယ်ဆိုလို့ရှိရင်ရုပ်လို့ခေါ်စရာအကြောင်းတစ်ခုမှမရှိတော့တစ်ခုစီကိုတော့ရုပ်လို့ခေါ်လို့မရဘူးတစ်ခုစီဆိုလို့ရှိရင်ရုပ်လို့ပြောစရာမရှိတော့ဘူးအလုံးစုလိုက်တဲ့အခါကျတော့မှရုပ်လို့ပြောလို့ရတယ်ဒါကြောင့်မို့သူတို့ကိုအဝိနိဘောကရုပ်လို့ခေါ်တာခွဲခြားစိတ်ဖြာလို့မရတဲ့ဟာခွဲခြားစိတ်ဖြာလိုက်တဲ့တပြိုင်နဲ့သူတို့ရဲ့အသင်္တရဏေဟာပျောက်ကွယ်ပြီးတော့သွားနိုင်တယ်အကြီးအသွေးတွေပျောက်သွားနိုင်တယ်လို့ဒီလိုပြောတယ်ဒါကသက်မဲ့ယုတ်တွေမှာအခုလို့၈ခုနဲ့ဖွဲ့စည်းတာတက်ရှိလူတဏ္ဍာကြတော့ဘာတစ်ခုပိုးလာတော့ဆိုရင်အဲ့ဒီယုတ်တွေရဲ့တဘာဝကိုစင်စစ်မပြတ်ထပ်ပြီးဖြစ်အောင်ထိမ့်သိမ်းရှောက်ရှောက်ပေးနိုင်တဲ့ဇီဝလို့ခေါ်တယ်။ကံ့ကြောင့်ဖြစ်လာတဲ့ဇီဝိတ္တန္တရီအသက်လို့ယုတ်တည်းရဲ့အသက်လို့ခေါ်ရတဲ့ဒါလည်းရှိသေးတယ်။အဲ့ဒါထည့်လိုက်လို့ရှိရင်၉ခုလူတွေရဲ့တဏ္ဍမှာဟောဒီ၉ခုဟာအခြေခံအပြင်ရှိနေတယ်။အဲ့ဒီ၉ခုကိုခွဲပြီးတော့ကြည့်လိုက်မယ်။ကြည့်ခန္ဓာကိုယ်မှာတခြားနေရာနဲ့မတူပဲနဲ့မျက်နှာပေါ်မှာမျက်လုံးဆိုတာပါလာအဲမျက်လုံးမှာရှိတဲ့အကြည်ဓာတ်လေးဟာတခြားနေရာမှာရှိတာနဲ့မတူဘူးသူကပြင်မဲ့ကအဆင့်အာယုန်တွေလာပြီးတော့ထင်ဟပ်နိုင်တဲ့နေရာလေးတစ်ခုရှိလာအဲ့ဒီထင်ဟပ်လာနိုင်တဲ့နေရာလေးတစ်ခုဟာလေခုနကပြောတဲ့ရုပ်၉ခုနဲ့တွဲပြီးတော့နေတာဖြစ်လို့အစင်းဆိုတဲ့ပြင်မဲ့ကမြင်စရာအာယုန်လေးလာပြီးတော့ထင်ဟပ်နိုင်တဲ့နေရာလေးကိုစက္ခုပတာရယုတ်လို့ဆိုပြီးတော့ဖွဲ့စည်းလိုက်တဲ့အခါကျတော့ခုနကယုတ်၉ခုနဲ့စက္ခုပတာရနဲ့ပေါင်းလိုက်တဲ့အခါကျတော့10ခုဖြစ်သွားတယ်အဲ့ဒါကိုစက္ခုတတကကလ10ခုလို့ဒီလိုပြောတာနော်မှန်ပါပါဗျာမျက်လုံးအရက်ပြောမယ်ဆိုရင်တော့မျက်လုံးပဲပြောအဲ့ဒီမျက်လုံးဆိုတဲ့အဲမှာမျက်လုံးဆိုတဲ့အရာဟာဟောဒီ10ခုနဲ့ဖွဲ့စည်းထားတယ်လို့ဒီလိုပြောအဲ့ဒါကိုပဲရူပခန္ဓာလို့ခေါ်တယ်ထို့တူပဲနားမှာအတန်ကိုဖမ်းယူနိုင်တဲ့ဓာတ်သဘောရှိတဲ့နားအကြည်နှာခေါင်းမှာလည်းပဲအနံ့ကိုဖမ်းယူနိုင်တဲ့ဓာတ်သဘောရှိတဲ့နှာခေါင်းအကြည်လျှာမှာလည်းပဲအရသာကိုဖမ်းယူနိုင်တဲ့လျှာအကြည်ခန္ဓာကိုယ်မှာလည်းပဲအထီးတွေ့ကိုဖမ်းယူနိုင်တဲ့ခန္ဓာကိုယ်ရဲ့အကြည်ဆိုတာအဲ့ဒီအကြည်ယုတ်အာယုံကိုဖမ်းယူနိုင်စွမ်းရှိတဲ့အကြည်ယုတ်လေးတွေသူ့နေရာနဲ့သူပဲရှိတယ်အတန်ကိုဖမ်းယူနိုင်တာခန္ဓာကိုယ်တစ်ခုတည်းမှာနေရာတိုင်းမှာမရှိဘူးနားမှာပဲရှိတယ်နော်မှန်ပါပါဗျာအနံ့ကြတော့နှာခေါင်းထဲမှာပဲရှိတယ်တခြားနေရာမှာမရှိဘူးအရသာကြတော့ရှားပေါ်မှာပဲရှိတယ်တခြားနေရာမှာမရှိဘူးလက်ဝါးပေါ်တင်ထားတဲ့တရားဟာချိုးပါမလားချိုးလဲပါဘူးချိုးဘူးလက်ဖွားပေါ်တရားတင်ချိုးလည်းမချိုးဘူးစားတင်ကြည့်ရင်လည်းမငံဘူးပေါ့အဲ့တော့ချိုးတဲ့ငံနဲ့ဆိုတဲ့အရသာကိုသိတဲ့နေရာရှားပဲရှိတယ်တော့မတူဘူးဆိုတာထင်ရှားတယ်အဲ့ဒီအရသာအာယုံကိုဖမ်းယူနိုင်စွမ်းရှိတဲ့ဒီစီဝပတာရဆိုတာနေရာမှာပဲရှိတယ်ခန္ဓာကိုယ်မှာလည်းပဲထိလို့သိတဲ့နေရာထ
ထိလို့သိတဲ့နေရာဆို sensitive ဖြစ်တဲ့နေရာလူရဲ့ခန္ဓာကိုယ်အတွင်းသားတွေကတစ်ခါတစ်ခါထိပဲမသိဘူးဒါကြောင့်မလို့ဘိုက်ထဲမှာယောဂဖြစ်နေတော်လည်းမသိဘူးနော်နာရကျင်နာကြိုက်တာခဲတာမသိဘူးအာယုံကြောနဲ့ထိလာတဲ့အခါမှာယောဂဖြစ်တယ်ဆိုတာသိကြတယ်ပေါ့အနုဆိုမသိဘူးပေါ့အေးဒါကြောင့်မလို့ခန္ဓာကိုယ်မှာအခုလိုအနေထားတွေဒီပတာရယုတ်၅ခုကိုခုနက9ခုတည်းကိုထည့်လိုက်မယ်ဆိုလို့ရှိရင်14ခုဖြစ်မသွားဘူးလားအဲ့ဒီယုတ်တွေကိုရူပခန္ဓာလို့ခေါ်တာပဲဒါကိုယ်တဏ္ဍမှာဒီယုတ်တွေကိုတွေ့အောင်ကြည့်တတ်ဖို့လိုတယ်ပေါ့ရူပခန္ဓာလို့တော့ပြောနေတယ်ဘာတွေပြောမှမသိဘူးလို့ဒီလိုမဖြစ်စေရအောင်ကိုယ်တဏ္ဍမှာရှိနေတဲ့ဒီသဘာဝတရားတွေကိုမြတ်စွာဘုရားကဟောတယ်အဲ့ဒီမှာမျက်စိမှာလာထင်ဟတ်တဲ့အစင်းနားမှာလာပေါ်လာတဲ့အသံနှာခေါင်းမှာကြားရတဲ့နဲ့ရတဲ့အနတ်လျှာမှာလာပြီးတော့သိရတဲ့အရာသာခန္ဓာကိုယ်မှာထိရတဲ့အထိအတွေ့အဲ့ဒီယုတ်တွေထက်လိုက်အထိအတွေ့ဆိုတာကြတော့သူကပြောတာမာတာပထဝီပူရာအေးတာတေဇောလှုပ်ရှားတာတွန်းကန်တာဝါယောလို့အဲ့ဒီ၃မျိုးကထိလို့ရတယ်အာဘောဆိုတဲ့အစေးသဘောကစုစည်းတတ်တဲ့သဘောကတော့ထိလို့မရတဲ့အရာဖြစ်တယ်နော်အဲ့ဒီယုတ်တွေထပ်ပြီးတော့ထဲလိုက်တဲ့အခါမှာခုနဓာတ်ကြီး၄ပါးကပြောပြီးသားဖြစ်တဲ့အတွက်ကြောင့်ရူပယုံဆိုတဲ့အစင်းတတ္တယုံဆိုတဲ့အတန်ခန္ဓာယုံဆိုတဲ့အနတ်ရတ္တယုံဆိုတဲ့အယတအဲ့ဒီ၄ခုထပ်ထည့်လိုက်လို့ရှိရင်18ခုဖြစ်သွားတယ်နော်မှန်ပါပါဗျာဒီလိုခန္ဓာကိုယ်ထဲမှာရုပ်တရားတွေဟာဒီလိုရှိလာထပ်ပြီးတော့ဒီလိုရှိလာတယ်နောက်တစ်ခါဇီဝိတယုတ်ဆိုတာရှိလာတယ်ဟောနောက်တစ်ခါအမျိုးသမီးတွေမှာအခြေခံဖြစ်တဲ့အဋ္ဌိဘာဝယုတ်အမျိုးသားတွေရဲ့အခြေခံဖြစ်တဲ့ပုံဘာဝယုတ်ဆိုတာဒီယုတ်တွေရှိတယ်ဆိုတာဘယ်လိုကြောင့်သိရတယ်လဲဆိုရင်အမျိုးသားနဲ့အမျိုးသမီးအတန်ချင်းမတူဘူးသွားရလာရချင်းမတူဘူးနေတာထိုင်တာချင်းမတူဘူးဆိုတဲ့ဒီမတူညီမှုတွေကိုဘယ်သူကဖြစ်စေတာတော့ဆိုတော့အဲ့ဒီအခြေခံယုတ်ကြောင့်ဖြစ်တာအဲ့ဒါလည်းပဲယုတ်တစ်ခုအနေနဲ့ရှိတယ်နောက်အာဟာရယုတ်ကိုလည်းထည့်လိုက်မယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့ယုတ်18ခုရတယ်အဲ့ဒီယုတ်18ခုကနေပြီးတော့ဆင့်ပွားလာတဲ့တခြားယုတ်18ခုနဲ့ပေါင်းလိုက်တဲ့အခါကျတော့ယုတ်ဟာအားလုံး28ခုအဲ့ဒီ28ခုသောယုတ်တွေကိုရူပခန္ဓာလို့ပြောတယ်အဲ့ဒီ28ခုသောယုတ်တွေဟာကိုယ်တဏ္ဍာမှာပဲအတိတ်ကယုတ်ပဲဖြစ်စေအနာဂတ်ယုတ်ပဲဖြစ်စေပစ္စုပန်ရှိနေတဲ့ယုတ်ပဲဖြစ်စေတူတူပဲဒါကြောင့်မို့ရူပခန္ဓာလို့ဆိုတဲ့စကားလုံးတစ်ခုထဲမှာအကုန်ပေါင်းလိုက်တယ်မိမိတဏ္ဍာမှာဖြစ်တာပဲဖြစ်စေသူတစ်ပါးတဏ္ဍာမှာဖြစ်တာပဲဖြစ်စေညံ့တာပဲဖြစ်စေကောင်းတာပဲဖြစ်စေသိတာထင်ရှားတာပဲဖြစ်စေမသိမသာတိမ်မွေးတာပဲဖြစ်စေနီးတာပဲဖြစ်စေဝေးတာပဲဖြစ်စေဆိုအခြေအနေဘယ်လိုပဲရှိဒီသဘာဝတရားတွေကိုတူညီတဲ့အနေနဲ့စုလိုက်တဲ့အခါကျတော့ရူပခန္ဓာလို့ဆိုတာရတယ်မှန်ပါဗျာဒါခန္ဓာနဲ့ပတ်သက်လာတဲ့အခါဘုန်းကြီးတို့တွေမှတ်ရမှာရူပခန္ဓာဆိုတာအဲ့ဒါလေးကိုပြောတာတို့တွေရဲ့တဏ္ဍာမှာဘာတွေရှိတုံးဆိုဟောဒီရူပခန္ဓာတွေရှိနေတဲ့ရူပခန္ဓာတွေကိုသိဖို့လိုတယ်ပေါ့လောကလူတွေကကိုယ်အိမ်မှာဘာရှိလဲဘာမရှိဘူးလဲတော့သိကြတယ်သို့တဲ့ကိုယ့်ဘဝအတွင်းကြသိတဲ့လူကအမတန်မရှာမှန်ပါပါဗျာအဲ့ဒါကြောင့်မလို့ကိုသိဖို့ပို့ပြီးတော့အရေးကြီးတယ်ကိုသိဖို့အရေးကြီးဒုက္ခနာမှာဘာတွေရှိနေတယ်ဆိုတာကိုသိဖို့လိုအပ်တာအဲ့ဒါကြောင့်မလို့ဝိပဿနာဆိုတာတရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားရဲ့တရားဓမ္မတွေဟာတခြားကိုလိုက်ရှာရမယ့်အရာတွေမဟုတ်ဘူးကိုယ်တဏ္ဍာကိုပြန်ကြည့်ခိုင်းလူတွေကအမြဲတမ်းအပြင်ကိုပဲကြည့်နေတယ်အတွင်းမှာမသိအတွင်းကိုမမြင်ဘူးအပြင်ပဲမြင်နေကြတယ်ပေါ့ရှားတာအမြင်ကိုပဲအပြင်ကိုပဲရှားနေကြတယ်အတွင်းကိုမရှာတတ်ကြဘူးပေါ့
ဒါကြောင့်မို့မြတ်စွာဘုရားကအတွင်းကိုလှည့်ကြည့်ခိုင်းတာအတွင်းကိုလှည့်ကြည့်လိုက်တဲ့အခါကျတော့အခုလိုရူပခန္ဓာဆိုတာပိုင်ပိုင်နိုင်နိုင်သိရှိပြီးတော့လာတယ်စုဝေးတာနောက်တစ်ခါထို့တူပဲဒါကရုပ်တဘာဝတရားအဲ့ဒီရုပ်တဘာဝတရားပေါ်မှာမှီပြီးတော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဘာတွေဖြစ်နိုင်သေးလဲလို့ဆိုကြော်ပြီးတော့ပြောလိုက်မယ်ဆိုရင်ဝိညာဉ်နဲ့ခန္ဓာအသိစိတ်ကလေးရှိဟောအဲ့ဒီအသိစိတ်ကလေးတွေဆိုပါစို့မျက်စိကအဆင်းအာယုံကိုမြင်လိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲမြင်သိစိတ်ကလေးဖြစ်လာနားကအတန်ကိုကြားလိုက်တာနဲ့တပြိုင်နက်ကြားသိစိတ်လေးဖြစ်လာနှာခေါင်းကအနံ့ရလိုက်တာနဲ့နံသိစိတ်လျှာကအရသာသိလိုက်တာနဲ့လျက်သိစိတ်ခန္ဓာကိုယ်ကအထီးအတွေ့ကိုရရှိလိုက်တာနဲ့အထီးသိစိတ်ဆိုဟောဒီစိတ်ကလေးတွေဖြစ်တခါစိတ်ကနေအာယုံပြုတ်လိုက်တာနဲ့အာယုံပြုတ်တဲ့စိတ်ဆိုပြီးတော့ဟောဒီစိတ်ကလေးတွေပေါ်လာအဲ့ဒီစိတ်ကလေးတွေဟာအတိတ်ခစိတ်ပဲဖြစ်စေအနာဂတ်စိတ်ပဲဖြစ်စေပစ္စုပန်စိတ်ပဲဖြစ်စေကိုယ်တဏ္ဍာနဲ့ပတ္တထာပဲဖြစ်စေသူတဏ္ဍာနဲ့ပတ္တထာပဲဖြစ်စေညံ့တဲ့စိတ်ပဲဖြစ်စေကောင်းတဲ့စိတ်ပဲဖြစ်စေတိတာထင်ရှားတဲ့စိတ်ပဲဖြစ်စေမတိတာတဲ့စိတ်ပဲဖြစ်စေအနည်းပဲဖြစ်စေအဝေးပဲဖြစ်စေအဲ့ဒါတွေစိတ်တွေအလုံးကိုပေါင်းပြီးတော့ဝိညာဉ်နဲ့ခန္ဓာလို့ဒီလိုပြောတာနော်ဟုတ်ပါဗျာအသိစိတ်ဟာတဘာဝချင်းဟာတူးနေသည့်အတွက်ကြောင့်ဝိညာဉ်နဲ့ခန္ဓာလို့ဒီလိုသတ်မှတ်လိုက်တယ်အဲ့ဒီဝိညာဉ်နဲ့ခန္ဓာနဲ့ဘာတွေရှင်တွဲလာတာတုံးလို့ဆိုတော့အသိစိတ်လေးပေါ်လာတဲ့အခါမှာအာယုံပေါ်မှာခံစားတဲ့သဘောတရားလေးတွေပေါ်လာတယ်ခံစားတဲ့သဘောတရားဆိုကိုကြိုက်တာလေးတွေ့လို့ရှိရင်ပျော်တယ်သဘောကျတယ်ကိုမကြိုက်တာတွေ့ရင်မပျော်ဘူးသဘောမကျဘူးခံစားမှုတွေပေါ်လာတယ်အဲ့ဒီခံစားမှုလေးတွေဘယ်တော့ကခံစားခဲ့တာပဲဖြစ်ဖြစ်ခံစားမှုဆိုတာတူတူပဲဖြစ်သည့်အတွက်ကြောင့်ဝေဒနာခန္ဓာလို့စုလိုက်ဝေဒနာဆိုတဲ့အစုခံစားမှုအစုကိုဒီလိုယူဆဟောနောက်တစ်ဖန်အာယုန်နဲ့တွေ့လိုက်တဲ့အခါမှာခံစားယုံတတ်တဲ့မဟုတ်ဘူးအာယုန်ကိုမြင်တစ်ခါမျက်စိကမြင်လိုက်တဲ့အာယုန်ကိုလည်းစိတ်ကမှတ်လိုက်တယ်မှတ်လိုက်တော့နောက်တစ်ခါတွေ့တဲ့အခါသိပြန်တယ်ပေါ့ဥပမာပထမဆုံးပန်းမွင့်လေးကိုမြင်လိုက်တယ်ပန်းလို့မှတ်ထားလိုက်ရင်နောက်တစ်ခါကျတော့ပြန်မသိဘူးလားသိပါဘူးမှတ်ထားလို့သိတာနော်မှန်ပါပါလူဆိုလို့ရှိရင်လည်းတစ်ခါတွေ့ထားပြီးသူကမှတ်လိုက်တယ်တခုနဲ့မှတ်လိုက်တယ်ဒီလူရဲ့အရက်အမောင်းကဘယ်လိုရှိတယ်အသားရောင်ကဘယ်လိုရှိတယ်ပိန်တယ်ဝတယ်အခုသူမှတ်လိုက်တာအဲ့ဒါလို့မှတ်ထားတဲ့ဟာတစ်ခါကျတော့ပြောင်းသွားရင်မျက်စိလဲသွားတာလည်းရှိတယ်ဒီဒါကြောင့်မို့လို့အာယုန်နဲ့တွေ့တိုင်းမြင်တဲ့အာယုန်ပဲဖြစ်စေကြားတဲ့အတန်ပဲဖြစ်စေအနံ့ကိုပဲဖြစ်စေအရသာကိုပဲဖြစ်စေခန္ဓာကိုယ်ရဲ့အထီးတွေ့ကိုပဲဖြစ်စေစိတ်ကူးစိတ်တန်းကိုပဲဖြစ်စေမှတ်လိုက်တဲ့သဘောလေးဟာဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာရှိတယ်အဲ့ဒီမှတ်လိုက်တဲ့သဘောလေးကိုစုပြီးတော့မှတ်လိုက်တဲ့သဘောဟာတူတူပဲဘယ်တော့ပဲမှတ်တာပဲဖြစ်ဖြစ်အတိတ်ကမှတ်တာပဲဖြစ်ဖြစ်အနာဂတ်မှတ်တာပဲဖြစ်ဖြစ်ပစ္စုပန်မှတ်တာပဲဖြစ်ဖြစ်မှတ်တာတွေအလုံးကိုစုပြီးတော့ကြည့်လိုက်တဲ့အခါမှာတင်ညက်ခန္ဓာလို့မှတ်သားခြင်းတဘာဝတရားရဲ့အစုဆိုပြီးတော့ဒီလိုတင်ညက်ခန္ဓာလို့ခေါ်တယ်။ဟောသင်္ခါရခန္ဓာရောက်လာတဲ့အခါကျစိတ်ဆောင်မှုကိုဥတည်ပြီးတော့ပြောတာစိတ်တွေရဲ့တဘာဝတရားအာယုံလေးတစ်ခုတွေ့ပြီးလို့ရှိရင်အဲ့ဒီအာယုံကကိုကြိုက်တဲ့အာယုံဆိုလို့ရှိရင်နောက်ထပ်တွေ့ဖို့မကြိုးစားဘူးလားကြိုးစားလားကိုမကြိုက်တဲ့အာယုံဆိုလို့ရှိရင်ရှောင်ဖယ်ဖို့ကြိုးစားလားအဲ့ဒီကြိုးစားမှုတွေတွေးတောမှုတွေလိုချင်မှုတွေမုန်းတီးမှုတွေစတဲ့တဘာဝမျိုးစုံအဲ့ဒီတဘာဝမျိုးစုံဟာဘယ်ခါပဲဖြစ်ဖြစ်စိတ်ရဲ့လှုပ်ရှားမှုတွေဖြစ်သည့်အတွက်ကြောင့်သူတို့ကိုသင်္ခါရခန္ဓာလို့ဖွဲ့စည်းလိုက်တယ်။ဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာ၅မျိုးရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာ
အဲ့ဒီခန္ဓာ၅ပါးကဒီလိုသိအောင်ပထမကြိုးစားအထုတ်ရဝိပဿနာတရားကိုအထုတ်ပြီးအသိဉာဏ်ရအောင်လေ့ကျင့်ပြီဆိုရင်ဟောဒီခန္ဓာနဲ့ပဲလေ့ကျင့်ရတခြားဟာနဲ့လေ့ကျင့်ရမှာမဟုတ်ဘူးရုပ်ခန္ဓာနဲ့လေ့ကျင့်လို့ရတယ်ဝေဒနာခန္ဓာနဲ့လေ့ကျင့်လို့ရတယ်သင်္ညက်ခန္ဓာနဲ့လေ့ကျင့်လို့ရတယ်သင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာတို့နဲ့လေ့ကျင့်လို့ရတယ်ပေါ့အဲ့ဒီလေ့ကျင့်ခဲ့တာကိုပဲနာမည်တစ်မျိုးနဲ့ပြောမယ်ဆိုရင်ရုပ်ခန္ဓာနဲ့လေ့ကျင့်တာကိုကာယ ानु ပတနာတတိပဋ္ဌာန်လို့ခေါ်တာပဲဝေဒနာခန္ဓာနဲ့လေ့ကျင့်တာကိုဝေဒနာ ानु ပတနာလို့ခေါ်တာပဲအေးသင်္ခါရခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာတို့နဲ့လေ့ကျင့်တာကြတော့ဓမ္မာနုပဒနာလို့ခေါ်ပြီးတော့ဝိညာဉ်နဲ့ခန္ဓာနဲ့လေ့ကျင့်တာကြတော့စိတ်တ ानु ပဒနာလို့ခေါ်တာဟောတရားအထုတ်ပြီဆိုလို့ရှိရင်ဒီအာယုန်တွေကလွဲပြီးတခြားရှုเสียဘာမှမရှိဘူးဟောဒီခန္ဓာ၅ပါးကိုရှုချရခန္ဓာ၅ပါးကိုသိတဲ့ဉာဏ်ဟာအမြဲတမ်းတန်ဖိုးရှိတဲ့ဉာဏ်ပဲဖျားမပွင့်ရင်ဒီဉာဏ်တွေကိုရနိုင်စွာမရှိဘူးဒါကြောင့်မို့ဘုန်းကြီးတို့တွေအတိဉာဏ်တွေတိုးတက်လာအောင်ကြိုးစားအထောက်ကြရတယ်မှန်ပါပါဗျာအဲ့ဒီအစုဝေးတွေအားလုံးကိုခန္ဓာလို့ပြောတာနော်ခန္ဓာနဲ့သုံးနေတာအဲ့ဒါပြောကဲဒါဖြင့်ဥပါဒณะခန္ဓာဆိုတာဘာပြောတာလဲဆိုတော့ခန္ဓာဆိုတာရှိသမျှသဘာဝတရားတွေကိုစုစည်းပြီးတော့ဖော်ပြတဲ့အနေနဲ့မြတ်စွာဘုရားဟောလိုက်တာဥပါဒณะခန္ဓာကြတော့ဥပါဒณะအနေနဲ့တဏှာဒိဋ္ဌိရဲ့ဆွဲလန်းတဲ့ခန္ဓာမျိုးကြတော့မှဥပါဒณะခန္ဓာတဏှာကဆွဲလန်းတဲ့ဒိဋ္ဌိအမြင်နဲ့ဆွဲလန်းတယ်ဆွဲလန်းမှု2မျိုးရှိတယ်ဟောဥပါဒံ2မျိုးရှိတယ်အဲ့ဒီ2မျိုးရဲ့အာယုံဖြစ်တဲ့ခန္ဓာဆွဲလန်းခံရတဲ့ခန္ဓာဆိုပါစို့လူတွေကဆွဲလန်းတယ်ဆိုတာဘာကိုဆွဲလန်းတာတော့ဆိုခုနကကိုယ်တဏ္ဍမှာဖြစ်တဲ့ရူပခန္ဓာကိုလည်းဆွဲလန်းတယ်ဝေဒနာခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဒီခန္ဓာတွေကိုဆွဲလန်းလို့တဏှာအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ရူပခန္ဓာဆွဲလန်းတာဘယ်လိုဆွဲလန်းလဲငါမျက်စိငါနာငါနှာခေါင်းငါရှာဟောဒီလိုဆွဲလန်းတာနော်ငါဟာလို့ဒီလိုထင်လားဒါတွေကိုစုပေါင်းပြီးတော့လဲငါလို့ဒီလိုထင်လားဆွဲလန်းမှုတွေပဲငါလို့ထင်တဲ့အစွဲဟာဒိဋ္ဌိဆွဲငါဟာလို့ထင်တဲ့အစွဲဟာတဏှာဆွဲအဲ့ဒီလိုအစွဲတစ်ခုနဲ့ဆွဲလာတဲ့ခန္ဓာဟာဒီအာတဝတရားတွေရဲ့အာတဝတွေရဲ့အာယုံဖြစ်တယ်ဟောဒီတဏှာဒိဋ္ဌိတို့နဲ့ဆွဲလို့ရတဲ့ခန္ဓာကိုကြတော့ဥပါဒณะခန္ဓာလို့ခေါ်တယ်အဲ့ဒီဥပါဒณะခန္ဓာဆိုတဲ့ထဲမှာရူပခန္ဓာမှန်သမျှတော့ဆွဲလို့ရတာကြီးပဲဆွဲလို့မရတဲ့ခန္ဓာဆိုတာတစ်ခုမှမရှိဘူးနော်မှန်ပါပါတဏှာအမြင်ဒိဋ္ဌိအမြင်နဲ့ဆွဲတယ်ဆိုတာကိုယ်ခန္ဓာကိုယ်လည်းဆွဲတာပဲသူတစ်ပါးခန္ဓာကိုယ်လည်းဆွဲတာပဲကိုယ်ခန္ဓာကိုယ်လည်းကြိုက်နှိမ့်သက်တယ်သူများခန္ဓာကိုယ်လည်းကြိုက်နှိမ့်သက်တယ်တဏှာအမြင်နဲ့လိုချင်တယ်တောင်းတတယ်အဲ့ဒါလို့တင့်တယ်လို့ထင်တယ်ဟောဒီအစွဲတွေရှိတာရှိပဲကောင်းတယ်အဲ့တော့ယုတ်ခန္ဓာနဲ့ဒီယုတ်တတ္တအလုံးကိုခြုံပြီးတော့ပြောတဲ့အခါမှာရူပခန္ဓာနောက်တစ်ခုဆွဲလန်းတာနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါကျတော့ရူပပါဒณะခန္ဓာရူပဥပါဒณะခန္ဓာလို့ဒီလိုခေါ်တယ်ရှုံးမှန်သမျှဟာဥပါဒณะခန္ဓာအကြည့်ပဲလို့ပဲဒီလိုမှတ်ရဘယ်သူယုတ်ပဲဖြစ်ဖြစ်တချို့ကထင်တယ်ယဟန္တာပုဂ္ဂိုလ်ရဲ့ယုတ်တို့ဘုရားရဲ့ယုတ်တို့ဟာဘုရားကိုယ်တိုင်ကတော့မဆွဲလန်းမှုပေါ့သူများကဆွဲလန်းတာရှိတယ်လေမြတ်စွာဘုရားရဲ့ယုတ်အစဉ်ကိုသူများဆွဲလန်းတယ်ဘုရားမှာတော့ဆွဲလန်းတဲ့ဥပါဒမရှိဘူးသို့တော့အဆွဲလန်းခံရတာမရှိဘူးလားရှိတယ်ယဟန္တာပုဂ္ဂိုလ်ရဲ့ယုတ်တွေလည်းအဆွဲလန်းခံရတယ်ရှင်ကစီမထေရဆိုလို့ရှိရင်သူ့ရဲ့ယုတ်ရည်ရူပကာယကအမတ္တမချောမောလှပတော့သောရိယတထေသာကကြည့်လေဒီကိုယ်တော်ကြီးကြည့်လိုက်ရတာချောလိုက်တာဘယ်လိုသွားတွေးပြီးတော့ဆိုရင်ဒီကိုယ်တော်ကြီးဟာအမျိုးသမီးဖြစ်ပြီးတော့ငါအိမ်တော်ပဲဖြစ်ရင်ကောင်းမှာပဲလို့တောင်သွားတွေးတာလေဒါယဟန္တာယုတ်ကိုသွားတွေးတာပဲပေါ့မှန်ပါပါဗျာ
နောက်တစ်ခါကြည့်လေဥပ္ပလဝန္နာထေရီမဆိုတာအလွန်ချောတယ်သူကတထေသမီးသိချောတယ်သိချောတော့လိုချင်တဲ့လူတွေကများအဲ့ဒါကြောင့်မို့လို့အမေအဖေတွေကငါသမီးခုခေတ်လိုပြောတော့မတိလားရှင်ပဲဝတ်ပြီးတော့နော်မတိလားရှင်ဝတ်ဖို့အဲ့ဒီခေတ်ကတော့ဘိက္ခုနီဝတ်ခိုင်းလိုက်တာပေါ့အဲ့လိုဘိက္ခုနီဝတ်လိုက်တဲ့အခါမှာသူ့ပေါ်မှာဆွဲလန်းနေတဲ့ပုဂ္ဂိုလ်တွေကရှိနေတာနောက်ဆုံးမှသူကယဟန္တာမကြီးဖြစ်သွားပြီတောထဲမှာနေတယ်အန္တဝနာဆိုတဲ့တောထဲမှာသွားပြီးတော့နေတယ်သူနဲ့ဒီမောင်နှမဝမ်းခွဲတော်တဲ့လူငယ်တယောက်ကသူ့ပေါ်မှာတဏ္ဍမဲ့ဖြစ်ပြီးတော့တနေ့ကိုသူ့ကိုမရအရာကြံစည်ခဲ့ဘူးတဲ့ကိစ္စတွေပေါ်လာခဲ့ဘူးတဲ့ပေါ့ဒါယန္တာပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ကိုပုထုဇဉ်တွေကဆွဲလန်းပုံကိုပြောပြတာနော်မှန်ပါပါဗျာအဲ့ဒါကြောင့်မလို့ယုတ်ခန္ဓာကိုယ်ဆိုတာဥပါဒณะခန္ဓာတွေပဲတဲ့ခုလိုတဏှာနဲ့ငါဟာလို့ဆွဲတယ်ဒိဋ္ဌိနဲ့ငါလို့ဆွဲတယ်အဲ့ဒီဆွဲလန်းမှုတွေရဲ့ခံရတဲ့အာယုံရုအစင်းအာယုံတွေရုပ်တွေဟာဒါရူပဥပါဒณะခန္ဓာရူပဥပါဒณะခန္ဓာလို့ဒီလိုပြောဝေဒနာကြတော့ဆွဲလန်းလို့ရတဲ့ဝေဒနာရှိတယ်ဆွဲလို့မရတဲ့ဝေဒနာရှိတယ်တင်ညာကလည်းဆွဲလန်းလို့ရတဲ့တင်ညာရှိတယ်ဆွဲလန်းလို့မရတဲ့တင်ညာရှိတယ်သင်္ခါရကလည်းဆွဲလန်းလို့ရတဲ့သင်္ခါရရှိတယ်ဆွဲလန်းလို့မရတဲ့ဟာရှိတယ်ဝိညာဉ်နဲ့ခန္ဓာလည်းဆွဲလန်းလို့ရတာရှိတယ်ဆွဲလန်းလို့မရတာရှိတယ်ဘယ်ဟာတွေကဆွဲလန်းလို့မရတယ်လဲလို့ဆိုလို့ရှိရင်လောကုတ္တရာမက်စိတ်လို့ခေါ်တဲ့ဖို့စိတ်လို့ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာဒီတဏှာနဲ့ဆွဲလို့မရတဲ့ဟာဘာဖြစ်လို့လဲဆိုတော့တဏှာအကြိုက်မှမဟုတ်တာဟုတ်တဏှာကိုပယ်တတ်တဲ့တရားဆိုတော့တဏှာကသူ့အနာကိုမကတ်နိုင်ဘူးသူလိုချင်တဲ့ဟာမဟုတ်ဘူးမဟုတ်သည့်အတွက်ကြောင့်ဆွဲလန်းမှုမရှိဘူးသူကလောကုတ္တရာလောကအပြင်ဘက်ကိုရောက်သွားလောကကိုကြော်တက်သွားတယ်ဘာနဲ့ဥပမာပေးထားတော့ဆိုလို့ရှိရင်ကြည့်လေရင်ကောင်းဆိုတာတရတိမဲ့ဝင်းဆိုလို့ရှိရင်ရင်ကောင်းကြီးတွေလာမနာဘူးလားလာပါတယ်နားတယ်ကောင်းပြီအဲ့ဒီတရတိနဲ့တူအောင်လုပ်ပြီးတော့တန်ကိုမီးဖုတ်ထားလို့ရှိရင်အဲ့ဒီမီးဖုတ်ထားတဲ့တန်ရဲကြီးကိုလာနာရလားနားပါဘူးနားနိုင်ဘူးတန်ပေါ်မှာမနာရဲဘူးအဲ့ဒါလိုပဲဒီသူနဲ့အမတန်မှအလန့်กว่าတဏှာဒိဋ္ဌိရဲ့အာယုံမဖြစ်ဘူးလောကုတ္တရာစိတ်တွေမှာတဏှာဒိဋ္ဌိရဲ့အာယုံမဖြစ်နိုင်ဘူးကိုမရသည့်အတွက်ကြောင့်လည်းမဆွဲလန်းဘူးအမတန်မှအရှိန်အဝါကြီးသည့်အတွက်ကြောင့်လည်းမဆွဲလန်းဘူးထို့တူမက်စိတ်ဖို့စိတ်နဲ့ရှင်တွဲလာတဲ့ခံစားချက်ဝေဒနာမက်စိတ်ရှင်စိတ်နဲ့မက်စိတ်ဖို့စိတ်နဲ့ရှင်တွဲလာတဲ့ပညာမှတ်သားချက်တွေမက်စိတ်ဖို့စိတ်နဲ့ရှင်တွဲလာတဲ့သင်္ခါရလို့ဆိုတဲ့စိတ်ဆော်ချက်တွေအဲ့ဒါတွေဟာတဏှာဒိဋ္ဌိတို့ရဲ့ဆွဲလန်းလို့ရတဲ့အရာတွေမဟုတ်သည့်အတွက်ကြောင့်သူတို့ကိုဥပါဒณะခန္ဓာထဲမှာမထည့်ဘူးအဲ့တော့ဥပါဒณะခန္ဓာဆိုတာလောကီစိတ်နဲ့ထိုလောကီစိတ်မှာရှင်ပြီးတော့ဖြစ်တဲ့ဝေဒနာတင်ညာသင်္ခါရတွေကိုဥပါဒณะခန္ဓာလို့ဒီလိုပြောတာမှန်ပါပါဗျာအေးနှစ်ခုပေါင်းကြည့်လိုက်တဲ့အခါရူပခန္ဓာလို့ဆိုတာအလုံးကိုခြုံပြီးတော့ပြောတာအစုသဘာဝတရားမှန်သမျှကိုအကျဉ်းချံမရှိအောင်စုလိုက်လို့ရှိရင်ခန္ဓာအဲ့ဒီသဘာဝတရားတွေကဥပါဒံနဲ့ဆွဲလို့ရတဲ့ဥပါဒံရဲ့အာယုဖြစ်နိုင်တဲ့ခန္ဓာကိုကြတော့ဥပါဒณะခန္ဓာလို့ဒီလိုသုံးတာဒါဖြင့်ဒီလိုနှမျိုးဘာဖြစ်လို့သုံးရသလဲလို့ဆိုလို့ရှိရင်ပထမသုံးလိုက်တာကတော့သာမညအားဖြင့်နော်သဘာဝတရားတွေအလုံးကိုစုပေါင်းပြီးတော့ပြောတဲ့အနေနဲ့သုံးလိုက်တာနောက်ဟာကြတော့အာသဝတရားတွေဥပါဒံတရားတွေရဲ့ဆွဲလန်းရတတ်တတ်ကိုထုတ်ပြီးတော့ပြတဲ့အနေနဲ့သုံးတာဒါဖြင့်ဘာဖြစ်လို့ထုတ်ပြီးတော့ပြရတယ်လဲလို့ဆိုလို့ရှိရင်ဝိပဿနာရှုဖို့အတွက်ဝိပဿနာရှုတဲ့အခါမှာအာယုံအဖြစ်သုံးပြုဖို့မြတ်စွာဘုရားကဥပါဒณะခန္ဓာကိုဟောတာအဲ့တော့လောကုတ္တရာစိတ်စေတသိက်တွေကိုရှုလို့မရဘူးဘာဖြစ်လို့မရသလဲကိုမမရတာ
မရတဲ့ဟာဆိုတာရှုလို့မရရှိတဲ့ဟာပဲရှုလို့ရတဏှာရဲ့ဆွဲလန်းရာခန္ဓာကိုတဏှာကိုဖြုတ်ဖို့ရှုရဒိဋ္ဌိဆွဲလန်းတဲ့ခန္ဓာကိုဒိဋ္ဌိဖြုတ်ဖို့ရှုတယ်မဆွဲမှမဆွဲတာဘာသွားဖြုတ်เสียမရှိเนาะဒါကြောင့်မို့ရှုเสียလည်းမလိုဘူးလို့ဒီလိုပြောတာเนาะအဲ့ဒါကြောင့်မို့လို့အစွဲပြုတ်ဖို့အတွက်ကမ္မထအလုပ်လုပ်တယ်ဆိုတာနှစ်ပေါင်းများစွာကငါဟာလို့တွေ့တာလာခဲ့တယ်ငါလို့ထင်မှတ်လာခဲ့တယ်အဲ့ဒီထင်မှတ်နေတဲ့အမှားကြီးကိုပြတ်ွယ်သွားအောင်အမှန်မြင်လာအောင်ရှုမှတ်ပွားများတာကိုအဲ့ဒီရှုမှတ်ပွားများတဲ့အခါဒီအမှားလို့မြင်တဲ့အရာကိုပဲထပ်ချိဖို့လိုတယ်တခြားဟာကိုကြည့်ရမှာမဟုတ်ဘူးဘယ်ပေါ်မှာငါလို့ထင်နေသလဲဘယ်ပေါ်မှာငါဥစ္စာလို့ထင်နေသလဲငါလို့ထင်တဲ့အရာကိုငါပျောက်သွားသည့်အထိအောင်တဘာဝမြင်သည့်အထိအောင်ကြည့်ဖို့လိုတယ်ငါဟာလို့ထင်တဲ့အရာတခုတကယ်ငါဟာဟုတ်ကလားလို့ဆိုတာစစ်စစ်ကြည့်ရှုတဲ့အနေနဲ့ကြည့်ရအဲ့ဒီငါဟာလို့ထင်တဲ့အထင်ပျောက်သွားသည့်အထိအောင်ရှုရမယ်လို့ဒီလိုပြောတယ်ဒါကြောင့်မို့လို့ဥပါဒณะခန္ဓာဆိုတာဝိပဿနာရှုเสียအာယုံကိုပြဖို့ရအတွက်မြတ်စွာဘုရားကဥပါဒณะခန္ဓာကိုဟောတယ်ခန္ဓာကိုဟောတာတော့တာမင်ညတဘာဝတရားတွေအလုံးကိုခြုံငုံပြီးတော့ဟောတယ်လို့ဒီလိုမှတ်ရအောင်ဒါဖြင့်မြတ်စွာဘုရားကခန္ဓာကိုဘာဖြစ်လို့၅ပါးတဲ့ဟောလဲ6ပါး9ပါး10ပါး9ပါးဟောလို့မရဘူးလားသို့မဟုတ်၅ပါးဆိုတာမများဘူးလား2ခုလောက်ဟောလိုက်မရဘူးလားရူပခန္ဓာနဲ့နာမခန္ဓာဆိုပြီးတော့2ခုလောက်တည်းဟောလိုက်ရင်မရဘူးလားလို့မေးစရာလေးရှိလာမေးစရာရှိလာတဲ့အခါကျသဘာဝတရားတစ်ခုမြတ်စွာဘုရားဟောပြီးစအမတ်တမဲ့မဟုတ်ဘူးခန္ဓာဘာကြောင့်5ခုလိုအပ်တယ်လဲလို့ဆိုလို့ရှိရင်ကြည့်5မျိုးပြောမှပြည့်စုံနေဆိုတဲ့အဓိပ္ပာယ်ပြောတယ်5ခုပြောမှဒီသဘာဝတရားကိုရှုမြင်သုံးသပ်တဲ့အခါမှာဒီ5မျိုးကိုခွဲခြားပြီးတော့ပြောနိုင်ပါကဲဆိုပါစို့ဘုန်းကြီးတို့တွေလူတွေက40နဲ့အမျှမနေ့ချိန်မှဆိုရင်နာနဲ့စာစားတယ်နေ့လည်ဆိုရင်နေ့လည်စာစားကြတယ်ညနေရောက်တဲ့အခါညနေစာစားကြတယ်အစာစားတယ်ဆိုရင်နေရာအဲ့ဒီလိုအစာတစ်ခုစားဖို့ရအတွက်ဘယ်နှခုလိုအပ်တယ်လဲစဉ်းစားကြည့်ဘယ်နှခုလိုအပ်တယ်လဲဆိုစားတော့မယ်ဆိုလို့ရှိရင်စားတဲ့လူရှိဖို့လိုအပ်တယ်နော်မှန်ပါပါဗျာစားတဲ့လူကတယောက်ဖြစ်မယ်အဲ့ဒီလူစားဖို့ရအတွက်ထည့်ပေးတဲ့ခွက်ရောပကံတို့ရောမလိုဘူးလားလိုပါတယ်ဗျာဩစားတဲ့လူရဲ့သူစားတာကထမင်းကိုစားမယ်ထမင်းစားတယ်ဆိုပါစို့ဩစားတဲ့လူရှိပြီဆိုလို့ရှိရင်ထမင်းပကံရှိဖို့လိုတယ်ထမင်းရှိဖို့လိုတယ်ပြီးတော့ဗာရှိဖို့လိုသေးတော့ဟင်းရှိဖို့မလိုဘူးလားလိုပါတယ်ဗျာလိုတယ်နောက်တစ်ခုဗာလိုသေးတယ်ဆိုလို့ရှိရင်ထမင်းဟင်းဆိုတာမိုးပေါ်ကျလာတာမဟုတ်ဘူးချက်တဲ့လူရှိရသေးတယ်မှန်ပါပါဗျာချက်တဲ့လူလိုတယ်ဆိုတော့ဘယ်နှခုဖြစ်သွားလဲ5ခုဖြစ်သွားတယ်ဟုတ်ကဲ့ထမင်းစားဖို့ရအတွက်5ခုရှိတယ်အဲ့ဒီသဘောလေးကိုတတိထားဖို့စားတဲ့လူကစားလိုက်တယ်အဲ့ဒီစားတဲ့လူကဘာကိုစားတာတော့ဆိုရင်ထမင်းကိုစားတယ်ဘာနဲ့စားတာတော့ဆိုဟင်းနဲ့စားတယ်နော်ဘယ်မှာထည့်စားတာတော့ဆိုခွက်ထဲမှာပကံထဲမှာထည့်စားဘယ်သူချက်ထားလဲဆိုချက်တဲ့လူရှိတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာအဲ့ဒီ၅ခုပြောမှပြည့်စုံအနုဆိုရင်တစ်ခုလိုနေအဲ့ဒါမျိုးလိုပဲကြည့်ဝိညာဉ်နဲ့ခန္ဓာဟာစားသုံးသူနဲ့လာတာတူတယ်အရာရာစိတ်ကဆုံးဖြတ်နေတာလေစိတ်ကသိနေတာဒါကြောင့်မို့သူကစားသုံးသူနဲ့တူတယ်အဲ့ဒီဝိညာဉ်နဲ့ခန္ဓာကစားတဲ့အခါဘာပေါ်မှာဘာကိုစားတယ်လဲလို့ဆိုလို့ရှိရင်ဝမ်းသာခြင်းဝမ်းနည်းခြင်းဆိုတဲ့ခံစားချက်တွေသူ့တဏ္ဍမှာဖြစ်တယ်အဲ့ဒါစားရနဲ့အလားတန်တူတယ်ပေါ့အတွေ့အကြုံတွေကအဲ့တော့ဝေဒနာခန္ဓာကစားစရာနဲ့မတူဘူးလားတူပါတယ်ဗျာတူတယ်ဝေဒနာခန္ဓာစားစရာဟာပို့ပြီးတော့မေရရှက်ရရှိအောင်ဟင်းဆိုတာပါလာရတယ်အဲ့ဒီဟင်းနဲ့အလားတန်တူတာကဘာလဲလို့ဆိုရင်ကညက်ခန္ဓာ
သူကမှတ်ပေးရတယ်အရသာပူရှိအောင်သူကမှတ်ပေးတယ်မတင့်တယ်တာကိုတင့်တယ်တယ်လို့ထင်အောင်သူကမှတ်ပေးတယ်နော်မလှတာကိုလှတယ်လို့ထင်အောင်သူကနေပြီးတော့အမှတ်ကလေးလွဲပေးမှဟိုကလူကပူအရသာရှိတယ်ကြည့်လေဆိုပါစို့ငယ်ငယ်တုန်းကကာတွန်းလေးတစ်ခုတွေ့ဘူးလေကာတွန်းလေးတစ်ခုတွေ့ဘူးလေရှေ့ကသွားနေတဲ့လူတစ်ယောက်ကနောက်ကနေလိုက်ချီးတဲ့လူငယ်တစ်ယောက်နှစ်ယောက်ရှိတယ်ပေါ့ရှေ့ကသွားတဲ့ပုံတရံကသူကဝတ်စားထားတာလည်းပဲအမျိုးသမီးဝတ်စားထားတဲ့ပုံစံမျိုးပဲအမျိုးသမီးအသွင်တန်တာနောက်ကလိုက်လာတဲ့လူကအဲ့ဒီအမျိုးသမီးကိုလှတယ်ချောတယ်လို့စိတ်ကထင်းတယ်မျက်နှာတော့သူမမြင်ဘူးနော်မှန်ပါဗျာမျက်နှာတော့သူမမြင်ဘူးသို့တော့သွားတာလာတာအမူအရာကိုကြည့်ပြီးတော့အမျိုးသမီးငယ်ငယ်ပဲလို့စိတ်ကထင်းတယ်ဘာလို့လဲဆိုတော့သူကခုခေတ်လို့ဆိုလို့ရှိရင်စာလိုက်ပေးတယ်ပေါ့နော်မှန်ပါပါကာတွန်းရေးထားတာကိုပြောပြတာပါမှန်ပါပါငယ်ငယ်တော့အဲ့ဒါစာပေးတဲ့ကာတွန်းလေးတစ်ခုတွေ့ဘူးတယ်အဲ့တော့စာလိုက်ပေးတဲ့အခါကျတော့အနန္တလည်းရောက်ရောဟိုကလှည့်ကြည့်တဲ့အခါကျတော့နှခမ်းမွေးကြီးလည်းဖြစ်အဲ့ဒီကျတော့စာလွတ်ကျသွားတယ်ကတ်တွန်းထဲမှာပြထား height ဆိုပြီးတော့စာလွတ်ကျသွားတယ်ကတိလေသူနောက်ကနေကြည့်တဲ့အခါကျတော့သူအမျိုးသမီးထင်တဲ့အခါမှာစိတ်အားတွေတက်ကြွတယ်အဲ့ဒါဘယ်သူကထင်ခိုင်းတာလဲတင်ညာထင်နေတာဟုတ်ကဲ့လားမှန်ပါပါသူ့ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါနှခမ်းမွေးနေဆိုယောက်ျားဖြစ်နေဟောဝေဒနာခံစားချက်ကိုဘယ်သူကအားဖြည့်ပေးနေတယ်လဲဆိုရင်တင်ညာကအားဖြည့်ပေးနေတာလှတယ်ချောတယ်လို့ဆိုတာတင်ညာကထင်မှတ်ပေးအကယ်၍တင်ညာကအတုပတင်ညာမလှဘူးမချောဘူးမမြဲဘူးဆိုတဲ့အမှတ်တင်ညာတွေရှိနေမယ်ဆိုရင်ဝေဒနာခံစားမှုကရှိပါမလားရှိတယ်မရှိနိုင်ဒါကြောင့်မို့လို့တင်ညာကဟင်းလျာနဲ့အလန်းတူတာထမင်းပိုးကိုမိန်စေတယ်စားစရာကိုပို့ပြီးတော့မိန်စေတယ်လို့ငြိမ်ရှက်စေတယ်ဆိုတော့ကြည့်ထမင်းစားတာခွက်ထဲမှာထဲစားတယ်လို့အဲ့ဒီဝေဒနာတင်ညာတော့ဘယ်ပေါ်မှာဖြစ်ပေါ်လာတာတော့ဆိုရုပ်ခန္ဓာပေါ်မှာဖြစ်တယ်ဒါကြောင့်မို့ရုပ်ခန္ဓာကိုယ်ကြီးကထမင်းခွက်နဲ့ထမင်းမကန်နဲ့အလားတရတူတယ်ချက်ပြုတ်သူကတော့သင်္ခါရခန္ဓာပဲပြုပြင်စီမံပေးတာသူကစိတ်ကူးပေးတယ်တွေးပေးတယ်လှုပ်ပေးတယ်သူကအကုန်လုံးသင်္ခါရဆိုတာဟောအဲ့ဒါကြောင့်မလို့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဥပမာလေးခန္ဓာ၅ပါးလို့ဘာကြောင့်ဟောရတယ်လဲလို့ဆိုရင်ကြည့်ထမင်းပကံနဲ့ရူပခန္ဓာနဲ့တူတယ်ထမင်းနဲ့ဝေဒနာခန္ဓာနဲ့တူတယ်ဟင်းလျာနဲ့တင်ညက်ခန္ဓာနဲ့တူတယ်ချက်ပြုတ်သူနဲ့သင်္ခါရခန္ဓာနဲ့တူတယ်စားသုံးသူနဲ့ဝိညာဉ်နဲ့ခန္ဓာတူတယ်ဒါကြောင့်မလို့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာပြည့်စုံအောင်လို့မြတ်စွာဘုရားခန္ဓာ၅ပါးလို့ပြောတာနော်မှန်ပါပါဗျာအဲ့ဒီခန္ဓာ၅ပါးရှိနေလို့ရှိရင်တန်တရားထဲမှာသွားလျောခုနဒီခန္ဓာ၅ပါးပေါ်မှာတဏှာအမြင်တွေနဲ့တဏှာအတွေ့တွေနဲ့ဆွဲလန်းနေမယ်ဒိဋ္ဌိအမြင်တွေနဲ့ဆွဲလန်းနေမယ်ဆိုလို့ရှိရင်ကြည့်တန်တရားကြီးမှာတမိတ်တမောဒီခန္ဓာပြီးရင်နောက်ခန္ဓာနောက်ခန္ဓာပြီးရင်နောက်ခန္ဓာနဲ့မဆုံးနိုင်တဲ့တန်တရားခရီးကိုရှောက်လန်းခဲ့ကြတယ်ဒီတဘာဝတရားတွေကိုအမှန်တိုင်းမသိဘူးဆိုရင်နောက်အနာဂတ်လည်းပဲမဆုံးနိုင်တဲ့တန်တရားကြီးတွေမှာရှောက်လန်းနေကြရအောင်ပါပဲရှောက်လန်းနေဆိုတာတက်တက်တာရှောက်လန်းရတာမဟုတ်ဘူးတခါတရံကြတော့အလွန်ဒုက္ခရောက်တယ်ငရဲရောက်သွားရင်လွန်ဒုက္ခရောက်တယ်တရိစ္ဆာန်ဖြစ်သွားရင်လွန်ဒုက္ခရောက်တယ်ပြိတ္တာဖြစ်သွားရင်လွန်ဒုက္ခရောက်တယ်အေးနတ်ဖြစ်တဲ့အခါနည်းနည်းသက်သာပဲဗြဟ္မာဖြစ်တဲ့အခါမှာသက်သာတယ်လူဖြစ်တဲ့အခါသက်သာတယ်ဒါပဲရှိတယ်သို့တော်လည်းသက်သာတယ်လို့ဆိုတိုင်းတတ္တဝါဖြစ်လာပြီဆိုရင်နောက်ဆုံးမှာသေခြင်းဆိုတာနဲ့ဆုံးသတ်မှာရှိပဲဟုတ်ကဲ့လားမှန်ပါပါဗျာအားလုံးဟာသေဆုံးခြင်းမှာပဲဆုံးသတ်ရမှာဆိုတော့ကျင့်တတ်เสียတခုမှမကောင်းဘူးခိုင်မာတာတခုမှမရှိဘူးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားကတရားရှုတဲ့အခါမှာလည်းအခုလိုပြည့်ပြည့်စုံစုံသဘာဝတစ်ခုခန္ဓာ၅ပါးလို့ဆိုပြီးပြည့်ပြည့်စုံစုံဟောတယ်နောက်ဥပမာတစ်ခုနဲ့ကြည့်ကြအောင်ဆိုဘာဖြစ်လို့ခန္ဓာ၅ပါးလို့မြတ်စွာဘုရား၅ခဏနဲ့ဟောရတယ်ချဲထိုးခြင်းတဲ့လူတွေက၅နဲ့သွားထိုးမနေနဲ့ခန္ဓာ၅ပါးလို့ဟောတာကြည့်မြတ်စွာဘုရားကပြည့်စုံအောင်ဟောထားတယ်
န္ဓာ၅ပါးမှာဥပမာတစ်ခုပြောရအောင်လောကလူတွေနေမကောင်းထိုင်မသာရှိလာပြီဆိုရင်ဘယ်လိုသတ်မှတ်လဲလူနာလို့သတ်မှတ်တယ်ဟုတ်လားမှန်ပါပါဗျာလူနာရှိတယ်ဟောလူနာရှိလို့ရှိရင်အဲ့ဒီလူနာဆေးကုတဲ့နေရာရောမရှိရဘူးလားရှိရပါတယ်ရှိရတယ်အဲ့ဒါကဆေးရုံပေါ့နော်မှန်ပါပါဗျာအဲ့ဒီလိုလူနာရှိတယ်ဆေးရုံရှိတယ်ပြီးတော့သူ့မှာလူနာလို့ခေါ်ခံရလောက်အောင်ယောဂရောမရှိဘူးလားရှိပါတယ်ဗျာယောဂလည်းရှိတယ်အဲ့ဒီယောဂဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားရောမရှိဘူးလားရှိပါတယ်ရှိတယ်အဲ့ဒီယောဂတွေဖြစ်လာရတာဖြစ်လာတဲ့ယောဂဝေဒနာတွေကမပြောက်ဖဲနဲ့တိုးနေတာသူမတည့်တာတွေစားတာရောမရှိနိုင်ဘူးလားရှိရပါတယ်ရှိတယ်ဟောပေါင်းလိုက်ရင်၅ခုရှိတယ်ဟောလူမမာရဲ့ဆေးရုံရဲ့ယောဂရဲ့ယောဂဖြစ်ခြင်းရဲ့အကြောင်းရဲ့မတည့်တာစားတာ၅ခုဖြစ်တယ်အဲ့တော့အဲ့ဒီနေရာမှာလူနာဆိုတာဘယ်သူကိုပြောတာလဲလို့ဆိုဝိညာဉ်နဲ့ခန္ဓာကိုပြောတာဝိညာဉ်နဲ့ခန္ဓာလူနာယောဂဆိုတာဘယ်သူကိုပြောတာလဲဆိုဝေဒနာခန္ဓာယောဂဖြစ်ခြင်းအကြောင်းကဘာလဲဆိုရင်တင်ညက်ခန္ဓာသူကလွယ်လွယ်မမမှတ်တာမို့တင်ညက်ခန္ဓာမတည့်တာစားတယ်ဆိုတာသင်္ခါရခန္ဓာအဲ့ဒီယောဂဝေဒနာရဲ့ယောဂရှိသူလူနာရဲ့နေထိုင်ရာဆေးရုံလို့ပဲပြောပြောလူနာယုံလို့ပဲပြောပြောဟိုရှိတုန်းကတော့လူနာယုံလို့ခေါ်တယ်အဲ့ဒါပိုကောင်းတယ်နော်မှန်ပါပါမင်းတို့မဲ့လက်ထက်တုန်းကလူနာယုံလို့ခေါ်တာပဲအဲ့ဒါလူနာယုံနဲ့လူအိုယုံနဲ့အဲ့လိုခေါ်တယ်အခုတော့နာမည်လေးတွေကလှသွားတယ်ဘိုးဘွားရိတ်တာတဲ့နာမည်လေးကတော့သူတိတာသွားတယ်ဆေးရုံဆိုတော့လေလှလှပပဖြစ်သွားတာပေါ့နော်မှန်ပါပါအဲ့တော့လူနာနေတဲ့နေရာရူပခန္ဓာလူနာနေတဲ့နေရာဟောအဲ့ဒီရှုထောင့်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲခန္ဓာ၅ပါးပဲဟောရမှာပဲ၅ခုပြောမှပြည့်စုံတယ်မှန်ပါပါဗျာကဲနောက်တစ်ခုပြစ်မှုတစ်ခုနဲ့ပတ်သက်ပြီးတော့ကြည့်ကြအောင်ပြစ်မှုကျူးလွန်တဲ့လူတစ်ယောက်ကြည့်ပြစ်မှုကျူးလွန်တဲ့လူတစ်ယောက်ဆိုတာတစ်ခုရှိတယ်ဟုတ်ကဲ့ပြစ်မှုကျူးလွန်တယ်ပြစ်မှုကျူးလွန်တဲ့လူကိုဖမ်းဆီးပြီးတော့ရိုက်နဲ့စစ်မေးတာတွေပဲမလုပ်ဘူးလားလုပ်ပါတယ်ဗျာညှင်းဆဲခံရတယ်နော်အပြစ်ဆိုတာသူ့မှာမရှိဘူးလားရှိတယ်အဲ့ဒီရိုက်နဲ့စစ်ဆေးမှုကိုပြုလုပ်တယ်ဆိုတာရောမရှိဘူးလားရှိပါတယ်ရှိတယ်ထောင်ချတဲ့နေရာရောမရှိဘူးလားရှိပါတယ်ဗျာ၅ခုရှိတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီရှုထောင့်ကနေကြည့်ပြီးတော့လည်းပဲရူပခန္ဓာကိုထောင်လို့ပြောတာဝေဒနာခန္ဓာကိုညှဉ်းပန်းနှိပ်စက်မှုဟုတ်တယ်ဗောဒုက္ခဖြစ်နော်ဒုက္ခဝေဒနာဆိုညှဉ်းပန်းနှိပ်စက်တဲ့သဘောပဲညှဉ်းပန်းနှိပ်စက်တဲ့သဘောပဲတင်ညက်ခန္ဓာကအပြစ်တွေကိုပြုလုပ်ထားတယ်အလားတရာတူတယ်အပြစ်နဲ့အလားတရာတူတယ်အဲ့ဒီအပြစ်ကိုညှဉ်းပန်းနှိပ်စက်မှုကိုပြုတာသင်္ခါရခန္ဓာတူတယ်အပြစ်ကိုပြုလုပ်သူကတော့ဝိညာဉ်နဲ့ခန္ဓာနဲ့တူတယ်လို့အဲ့ဒီရှုထောင့်ကနေကြည့်ပြီးတော့လည်းပဲမြတ်စွာဘုရားခန္ဓာ၅ပါးကိုဟောတယ်အဲ့ဒီခန္ဓာဟာဘုန်းကြီးတို့တွေကိုယ်နဲ့အနိစ္စဆုံးဖြစ်နေတဲ့ဒီခန္ဓာတွေကိုတဘာဝအနေနဲ့သုတ္တမယဉာဏ်အနေနဲ့ဟောဒီခန္ဓာလေးကိုမသိဘူးလို့ဆိုလို့ရှိရင်ဘုရားပွင့်နာနဲ့ကြုံရပြီးတော့သိသိလိုက်တာလေးကိုမသိဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာလူဖြစ်ကျိုးပဲနှက်နိုင်မလဲမှန်ပါဗျာကလျာဏပုထုဇဉ်ဆိုတဲ့ပုထုဇဉ်ဖြစ်အောင်တော့အစင်းမြင့်တဲ့ပုထုဇဉ်မျိုးမဖြစ်ဖ ೇನೆ အန္တပုထုဇဉ်ဘာမှမမြင်လိုက်ရတဲ့မျက်စိနှကွင်းအလင်းမရတဲ့ပုဂ္ဂိုလ်ဘာမှမသိလိုက်တဲ့ပုထုဇဉ်မျိုးနဲ့ဘဝတွေဟာအဆုံးသတ်ခဲ့တာများလာပြီကိုယ့်အကြောင်းကိုမသိတဲ့လူတွေကအများကြီးပဲလူတွေကထင်တယ်ကိုယ့်အကြောင်းကိုသိတာပေါ့လို့ထင်တယ်သိတာပေါ့သူဘာသိလဲဆိုလို့ရှိရင်သူ့နာမည်ကဘယ်သူသူ့အမေကဘယ်သူအဖေကဘယ်သူဒါတော့ပဲသိတာပေါ့မှန်ပါပါဗျာသိရင်တော့အဲ့ဒါဟာမျိုးပဲသိတာသို့တော့အခုလို့ငါရဲ့ဘဝခန္ဓာတွေနဲ့ဖွဲ့စည်းထားတယ်အခုလို့ခန္ဓာတွေရှိတယ်ဆိုတာသိပါမလားလူတိုင်းမသိဘူးเนาะလောကမှာသိတဲ့လူကများသလားမသိတဲ့လူကများသလားဆိုမသိတဲ့လူတွေကများတာပဲအဲဒါကြောင့်မလို့သိအောင်ကြိုးစားတဲ့နဲ့လို့ဒီလိုဆိုလို့ခန္ဓာနဲ့ဥပါဒณะခန္ဓာ
ဒီနှစ်ခုကဥပါဒณะခန္ဓာကိုရှုမှတ်ပွားများပြီးတော့ဘုန်းကြီးတို့တွေအသိဉာဏ်ရအောင်ကြိုးစားရမယ်ဒါဖြင့်ကောင်းပြီရူပခန္ဓာကိုဘယ်လိုပုံသဏ္ဍာန်နဲ့ဘုန်းကြီးတို့မြင်အောင်လုပ်ရရုပ်တရားတွေကိုယ်ရုပ်ကိုကြည့်ပေါ့ကိုယ်တဏ္ဍာမှာရှိတဲ့ခုနတုန်းကရုပ်တရားတွေကိုအချင်းချင်းပြောပြထားတယ်အဲ့ဒီကိုယ်ရုပ်တွေနဲ့ပတ်သက်ပြီးတော့အမြင်တစ်ခုပြောင်းဖို့လိုတယ်ဘုန်းကြီးတို့တွေကကိုယ်ရုပ်လေးကိုလှတယ်လို့ပဲမြင်တယ်တင့်တယ်တယ်လို့ပဲမြင်တယ်ဘယ်သူမှယွန်းစရာကောင်းတယ်လို့မမြင်ဘူးနော်မှန်ပါပါဗျာယွန်းစရာကောင်းတာပဲပဲလို့ယွန်းစရာကောင်းတယ်လို့မမြင်ဘူးဆိုပါစို့စာလို့ပြောလို့ရှိရင်အတုပလို့မမြင်ဘူးတုပလို့ပဲမြင်တယ်ဒီခက်တာကဗမာပြည်မှာအတုပလို့ပြောလိုက်လို့ရှိရင်မသာချတာပဲတော့တွေးနော်မှန်ပါဗျာဒီနေရာမှာမသာချတာကိုပြောတာမဟုတ်ဘူးမတင့်တယ်ဘူးယွန်းစရာကောင်းတယ်ကိုပြောတာမှန်ပါပါယွန်းစရာကောင်းတယ်မကောင်းဘူးဆိုတာတလားလောက်ရေးမချိုးပဲနဲ့နေကြည့်ပေါ့ညနာလည်းမသိနဲ့ဘာမလုံးနဲ့ခန္ဓာကိုယ်မှာတန်ရှင်းမလုပ်ဖဲနဲ့နေကြည့်လိုက်တလားမဟုတ်ပါဘူးတစ်ပတ်လောက်နေကြည့်လိုက်ကိုယ့်ကိုယ်တော့နှာခေါင်းပိတ်နေရမယ်သာမှတ်ပြီတော့မှန်ပါပါဗျာဟုတ်ကဲ့လားမှန်ပါပါခန္ဓာကိုယ်ကြီးရဲ့သဘာဝတင့်တယ်တယ်ဆိုတာမရှိဘူးလူကပြင်းစင်နေလို့တင့်တယ်တယ်လို့ထင်တာလေမတင့်တယ်တာမှန်ပဲကြည့်ကိုယ်ခန္ဓာကိုယ်မှာကြည့်တယ်မျက်စိကမျက်ခြေထွက်တယ်နှာခေါင်းကနှာခြေထွက်တယ်နေရွက်ကနှာဖာခြေထွက်တယ်ဘယ်မှကောင်းတာတခုမှမရှိတိမ့်ထားเสียတခုမှမရအလုံးဟာယွန်းเสียအတိပဲအဲ့ဒီသဘာဝတွေကိုဆင်ញင်စဉ်းစားကြည့်တာဒါအလကားကြည့်တာမဟုတ်ဘူးတချို့ကအမလေးယွန်းเสียကြည့်လို့ဘာလို့မှတော့လို့ယွန်းเสียကြည့်ခြင်းအပြင်ဘုန်းကြီးတို့ဘာကိုရှော့ချနိုင်တော့ဆိုလို့ရှိရင်ကိုတွေ့တာတဲ့တဏှာကိုရှော့ချနိုင်တာမှန်ပါပါဗျာအဲ့ဒီလိုရှော့ချနိုင်မှမရှော့ချဘူးဆိုရင်ကိုတွေ့တာတဲ့တဏှာထောင်းဖြစ်လာကြီးမားလာတဲ့အခါသူများကိုတွေ့တာတဲ့တဏှာလည်းရှော့ချလာမရှော့ချနိုင်ကြီးထွားလာတဲ့အခါမှာပြဿနာတွေဖြစ်တာပေါ့မှန်ပါပါဗျာနောက်ဆုံးမှာကိုရတာမလို့ကိုလိုချင်တာမရဘူးဆိုလို့ရှိရင်ဟောပြဿနာတွေဖြစ်ကုန်တာပဲပေါ့အ ਨੇ ဆုံးစိတ်ဆင်းရဲမှုဖြစ်မယ်တောကတွေဖြစ်မယ်ပရိဒီဝါတွေဖြစ်မယ်ဟောလောကလူတွေမှာတောကပရိဒီဝါဖြစ်နေကြတာလိုချင်တာတွေတဏှာကိုအခြေခံပြီးတော့ဖြစ်နေကြတာပဲဒါကြောင့်မို့လို့ကိုယ့်ရဲ့ရုပ်ကိုဘယ်ပုံရှုရမလဲဆိုငါရဲ့ရုပ်ခန္ဓာကြီးဟာအတုပမတင့်တယ်ဘူးယွန်းစရာကောင်းတယ်ဆိုတာတွေးဖို့လိုတယ်ဘယ်သူပဲမြင်ကိုကိုလည်းမတင့်တယ်ဘူးလို့မြင်သူတစ်ပါးကိုလည်းမတင့်တယ်ဘူးယွန်းစရာကောင်းတယ်လို့မြင်ရင်ဘယ်သူကိုမှချစ်မှာမဟုတ်တော့ဒါသိကြတယ်ကိုလည်းမချစ်ဘူးသူများကိုလည်းမချစ်တော့ဟုတ်ကလားမချစ်ဘူးဆိုကြတဲ့ကတဏှာကင်းသွားပြီလေတွေ့တာမှုတွေအများကြီးလျှော့ချတာဒါကြောင့်မလို့ဟာဒီရူပခန္ဓာလို့ဆိုတဲ့ယုတ်တရားကိုအတုပလို့မြင်လိုက်တာနဲ့တပြိုင်တည်းဘာဖြစ်လာလဲဆိုမတင့်တာကြီးကိုတင့်တယ်တယ်လို့ထင်မှားနေတဲ့အထင်မှားမှုကြီးတစ်ခုဖယ်ရှားလိုက်နိုင်ပြီငကိုယ်တော့ကလှတယ်လို့ထင်တယ်ခုမလှဘူးသုတ်တန်လေးတစ်ခုမှာလူငယ်လူရွယ်အနေနဲ့သာသနာ့ဘောင်ဝင်လာတဲ့ရှင်ဝင်ဂီတဆိုတာရှိတယ်ရှင်အနန္ဒမထေရစီမှာရဟန်းခံပြီးတော့လူငယ်လူရွယ်ဘဝနဲ့ဝင်လာရင်ကနေပြီးတော့ဆွမ်းခံသွားလာတဲ့အခါမှာမိမိနဲ့သဘာဝချင်းမတူတဲ့ဝိသဘာကအာယုံပေါ့အဲ့ဒါကိုမြင်လာပြီးတော့သူ့စိတ်တွေကဖောက်ပြန်လာတော့သူကတတိထားနေတာအဲ့စိတ်မှာတော့တဏှာရာဂတွေဖြစ်နေပြီဆိုပြီးတော့ရှင်အနန္ဒာစီသွားပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ရဲ့စိတ်ကိုတဏှာရာဂတွေကနှိမ့်ဆက်နေပါတယ်အဲ့ဒီနှိမ့်ဆက်နေတဲ့တဏှာရာဂအပူမီးတွေငြိမ်းအောင်တပည့်တော်ကိုနည်းနည်းဆုံးမပေးပါလို့လျှောက်တော့ရှင်အနန္ဒာဘာပြောတော့လို့ဆိုတော့အတုပါယဘာဝေဟိမာနာနုတယမောဇဟာတင်ညာယဝိပရိယေတာစိတ်တန်တေပရိတရှတိမင်းအထင်မှားနေလို့အမှတ်မှားနေလို့မင်းစိတ်တွေဟာဒီလိုပူလောင်နေတာပါအဲ့ဒါကြောင့်မို့လို့မင်းအထင်မှားနဲ့မလှတာကိုမလှဘူးလို့မြင်အောင်မင်းကြည့်လိုက်တယ်
ကြည့်လိုက်တာနဲ့တပြိုင်နက်မင်းရဲ့ပူလောင်မှုတွေရောကျသွားလိမ့်မယ်လို့ခေါ်တာအဲ့တော့ဒါကြောင့်မလို့အဲ့ဒါလို့လူတူတယောက်ပေါ်မှာတွေ့တာစိတ်ကလေးဝင်လာလို့ရှိရင်မတင့်တယ်ဘူးဆိုတဲ့ဟာကိုနှလုံးသွင်းကြည့်ပါလားပျောက်လားမပျောက်ဘူးလားဆိုတာနော်မှန်ပါပါဗျာအဲ့ဒါလို့သာနှလုံးသွင်းနိုင်ရင်ပျောက်တယ်ဆိုတာသိကြတယ်ဒါဆေးပဲပေါ့မှန်ပါပါဗျာနော်ယောဂဖြစ်လာလို့ရှိရင်ဆေးဆိုတာရှိအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပုဂ္ဂိုလ်တူပေါ်မှာဆွဲလန်းမှုဆိုတာဝင်လာတတ်တယ်ဝင်လာလို့ရှိရင်မတင့်တယ်ဘူးဆိုတာကိုဆင်ခြင်စဉ်းစားကြည့်ခြင်းဖြင့်တင့်တယ်တယ်ဆိုတော့မှားရင်းတဲ့အယူဆတစ်ခုကိုကျော်လွှားနိုင်နေတယ်တဲ့အဲ့ဒါလို့ကျော်လွှားလိုက်ခြင်းဟာအမတန်မှဖြတ်ကျော်ဖို့ခက်တဲ့ကာမလို့ဆိုတဲ့ဩဃကြီးကိုဖြတ်ကူးလိုက်တာနဲ့အလားတန်တူတယ်ကာမောခဆိုတဲ့ဒီတဏှာရေကြောကြီးကိုဖြတ်ကူးလိုက်ရရောက်တယ်ဒါကြောင့်မို့လို့ကာမယောဂလို့ဆိုတဲ့တဏှာနဲ့ရှင်တွဲမှုလေသူကကင်းသွားတယ်ကာမတဝဆိုတဲ့တဏှာစိတ်တွေကိုယ်တဏ္ဍာမှာစီးဝင်နေတာကိုလည်းပိတ်ဆို့ပြီးသားဖြစ်သွားတယ်ကာမှုပါရဏလူချင်းစရာအာယုန်တွေပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာကိုလည်းပဲဖယ်ရှားပြစ်နိုင်ရရောက်တယ်ဟောဒီအကျိုးကျေးဇူးတွေကိုရနိုင်တယ်လို့ပြောဒါလက်တွေ့ကျင့်သုံးကြည့်ပေါ့မှန်ပါပါဗျာရှုံးနဲ့ပတ်သက်လာလို့ရှိရင်အတုပလို့ရှုမြင်ရမယ်တဲ့ကဲနောက်တစ်ခုဝေဒနာနဲ့ပတ်သက်လာတဲ့ခံစားချက်ဝေဒနာလေးတွေကိုကြည့်ရသောအဖြစ်လူတွေရဲ့နှစ်သက်နေတာကဒုက္ခဝေဒနာနေလို့ထိုင်လို့ကောင်းပြီစိတ်ကပျော်ပြီဆိုလို့ရှိရင်သဘောကျလူတွေကကြည့်လေဆုတောင်းတာကိုကပျော်ရွှင်ချမ်းမြေ့ကြပါစေဆုတောင်းတာပဲဟုတ်ကဲ့လားNew Year ဆိုလာပါလိမ့်မယ် Happy New Year တဲ့တခြားဘာသာဝင်တွေဆို Happy Christmas တွေလာလိမ့်မယ်နော်မှန်ပါပါဗျာအဲ့ဒါလို့ Happy လို့ဆိုတဲ့ဒီဝေဒနာတွေကိုသူတို့ကတန်ဖိုးထားပြီးတော့ပြောနေကြတာလေအဲ့ဒီခံစားမှုလေးတွေလူတွေဟာခံစားမှုနဲ့နေကြတယ်ခဏခဏကြောင်ညာတွေတွေးလိမ့်မယ်ရုပ်ရှင်တွေရိုက်ပြီးတော့ခံစားနားလည်ကြည့်တယ်ဆိုတာတွေရောဟုတ်ကဲ့လားမှန်ပါဗျာခံစားမှုကိုတန်ဖိုးထားပြီးတော့ပြောတယ်အဲ့ဒီခံစားမှုလေးကိုဒုက္ခလို့မြင်အောင်ကြည့်ကြည့်ပါတဲ့နော်ခံစားမှုကဒုက္ခမဟုတ်ဘူးဒုက္ခလို့မြင်အောင်ကြည့်အဲ့ဒါလို့မြင်အောင်ကြည့်လိုက်လို့ရှိရင်ဒုက္ခဆိုတာပေါ်မှာဒုက္ခလို့ထင်လွဲနေတာပျောက်ကင်းသွားပါလိမ့်မယ်ဝိပ္ပန္နတာတစ်ခုဖယ်ရှားလိုက်ဘဝကလို့ဆိုတဲ့ဒီဗြဟ္မဘုံတို့လို့အမတန်မှဒီတက်တန်းရှိတဲ့ဘုံဘဝပေါ်မှာတွေ့တာရတဲ့ဘဝကလို့ခေါ်တယ်ရူပတဏ္ဍအရူပတဏ္ဍဗြဟ္မဘဝကိုနှစ်သက်တဲ့ဒီရေရင်ကြောကိုတောင်မှဖြတ်ကူးနိုင်လိမ့်မယ်ဘဝယောဂဆိုတာကိုလည်းပဲဖယ်ခွာပြီးသားဖြစ်လိမ့်မယ်ဘဝတဝဆိုတဲ့မိမိရဲ့တဏ္ဍာမှာမပြတ်စည်းဝင်လာတဲ့တဏှာအတွေးဟာလည်းပဲရပ်ဆိုင်သွားလိမ့်မယ်ဟောနွားလို့ကျင့်တယ်ခွေးလို့ကျင့်တယ်နွားကျင့်ခွေးကျင့်နေတဲ့တန်တရားဝကလွတ်တယ်ဆိုတဲ့အကျင့်အလေးအထအကျင့်တွေပေါ်မှာမှားမှားယွင်းယွင်းဆွဲလန်းတဲ့အဆွဲလန်းကိုလည်းပဲဖယ်ရှားပြီးသားဖြစ်နိုင်တယ်ဒါအကျိုးတရားလေးတွေကိုပြောတာနော်နောက်တစ်ခုအမတ်တင်ညာနဲ့စိတ်ကူးစိတ်တန်းစိတ်ထဲရဲ့လှုပ်ဆောင်မှုတွေဆိုတဲ့သင်္ခါရအဲ့ဒီတင်ညာနဲ့သင်္ခါရကြတော့ဘယ်လိုရှုမြင်ရမလဲလို့ဆိုရင်အနတ္တဘာမှမရှိဘူးသဘာဝတရားတက်တက်တာဖြစ်တယ်ငါဖြစ်ချင်တဲ့အတိုင်းဖြစ်တဲ့အရာတွေမဟုတ်ဘူးငါလို့အတိုင်းမဖြစ်ဘူးလို့ဆိုတဲ့အနတ္တရှုထောင့်နဲ့ရှုမြင်အောင်ကြိုးစားပါတဲ့အဲ့ဒါလို့ရှုမြင်အောင်ကြိုးစားလိုက်လို့ရှိရင်အတ္တမဟုတ်တာကိုအနတ္တဖြစ်နေတဲ့သဘာဝတရားကိုအတ္တလို့မှားယွင်းနေတဲ့ဝိပ္ပန္နတာအတွေ့အကြုံတစ်ခုဖယ်ရှားနိုင်နိုင်မယ်တဲ့ဒိဋ္ဌောကလို့ခေါ်တဲ့မှားယွင်းတဲ့အယူအဆဒီလှိုင်းကြီးကိုဖြတ်ကူးပြီးသားဖြစ်သွားလိမ့်မယ်ဒိဋ္ဌိယောဂလို့ဆိုတဲ့မှားယွင်းတဲ့အယူအဆကြီးနဲ့တွဲနေတာကိုဖြုတ်ပယ်ပြီးသားဖြစ်သွားလိမ့်မယ်တဲ့ဒိဋ္ဌာသဝလို့ခေါ်တဲ့မှားယွင်းတဲ့အယူအဆဆိုတာစီးဝင်နေတဲ့အာသဝတရားကလည်းပဲလွတ်မြောက်သွားနိုင်တယ်ဒါသာအမှန်လို့စိတ်ထဲမှာကိုယ်အယူပေါ်မှာဒါသာအမှန်လို့တွေးနေတဲ့ဒီအတွေးကြီးကိုလည်းပဲဖြိုခွဲပစ်ပြီးတော့သွားနိုင်လိမ့်မယ်
ကိုယ့်ရဲ့အယူအဆပေါ်မှာဆွဲလန်းနေတဲ့အတ္တဝါဒုပါဒံကိုလည်းပဲဖယ်ရှားပြစ်နိုင်လိမ့်မယ်လို့ဟောဒီအကျိုးတရားတွေကိုရတယ်တဲ့ဟောနောက်တစ်ခုကဝိညာဉ်နဲ့ခန္ဓာနဲ့ပတ်သက်တယ်ဝိညာဏလို့ဆိုရဲအသိစိတ်ကိုကြတော့ဘယ်လိုရှုရမလဲဆိုမမြဲတဲ့သဘောစိတ်ဆိုတာအမှန်တန်လင်းလင်းမြန်မြန်ပျက်စီးနေတာလေမှန်ပါပါဗျာစိတ်ရဲ့လျင်မြန်မှုနှုတ်ဟာအလုံးကိုမြန်ဘယ်လောက်ထိအောင်မြန်နှုံးဆိုရင်တစ်စက္ကန့်အတွင်းမှာဂရေ3သိန်းလောက်ဖြစ်နိုင်ပြတ်နိုင်တယ်အဲ့ဒါလောက်ဖြစ်ပြမြန်နေတဲ့စိတ်ကိုပဲဘုန်းကြီးတို့တွေကမြဲတယ်လို့ထင်နေတာဟုတ်အဲ့ဒီဖြစ်ပြီးပြတ်သွားတဲ့သဘောလေးအနိစ္စသဘောတရားကိုမြင်အောင်ရှုပါတဲ့ရှုလို့ရှိရင်အနိစ္စကိုအနိစ္စထင်နေတဲ့ထင်လွဲမှုဟာပြောက်ခွင့်သွားနိုင်တယ်နောက်ပြီးတော့အဝိဇ္ဇာဆိုတဲ့ဖြတ်ကျော်ဖို့ခက်တဲ့ဩဃကိုလည်းဖြတ်ကျော်ပြီးသားဖြစ်သွားမယ်တဲ့အဝိဇ္ဇာယောဂဆိုတဲ့ရှင်တွဲထားမှုနဲ့လည်းဖြုတ်ပယ်ပြီးသားဖြစ်သွားမယ်အဝိဇ္ဇာတဝဆိုတဲ့မသိတဲ့အနေအထားတွေကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတာတွေကိုလည်းဖယ်ရှားပြီးသားပိတ်ဆို့ပြီးသားဖြစ်လိမ့်မယ်ဒိဋ္ဌုပါရဏလို့ခေါ်တဲ့မှားယွင်းတဲ့ဥပါဒံတစ်ခုကိုလေဘယ်တော့မှဆွဲလန်းမှာမဟုတ်တော့ဘူးလို့ဟောခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီလိုရှင်းလင်းပြီးတော့ဟောကြားထားတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေရုပ်နဲ့ပတ်သက်လာလို့ရှိရင်အတုပလို့ရှုဖို့ဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်ဒုက္ခလို့ရှုမြင်ဖို့တင်ညာသင်္ခါရနဲ့ပတ်သက်လာရင်အနတ္တလို့ရှုမြင်ဖို့ဝိညာဉ်ဆိုတဲ့အသိစိတ်နဲ့ပတ်သက်လာရင်အနိစ္စလို့ရှုမြင်ဖို့အဲ့ဒီရှုမြင်ခြင်းဒီသာလဲမှန်ကန်တဲ့အမြင်လို့အဲ့ဒီမှန်ကန်တဲ့အမြင်ရမှငါဆိုတဲ့ငါဟာဆိုတဲ့အတွေးငါဆိုတဲ့အတွေးမှားယွင်းတဲ့အတွေးမှားအမြင်မှားတွေဟာပျောက်ကွင်းသွားမှာဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားကခွဲခြားဟောကြားတဲ့ခန္ဓာ၅ပါးနဲ့ဥပါဒณะခန္ဓာခန္ဓာနဲ့ဥပါဒณะခန္ဓာကိုရှင်းလင်းစွာသိရှိနားလည်ပြီးတဲ့အခါမှာခန္ဓာဆိုတာလဲဒုသဏ္ဍာမှာရှိတဲ့အရာဥပါဒณะခန္ဓာဒုသဏ္ဍာမှာရှိနေတဲ့အရာဒုသဏ္ဍာမှာရှိနေတဲ့အရာတွေကိုတို့တွေဟာအမှန်တိုင်းမြင်ဖို့အရေးကြီးပါလားလို့ကိုယ်စီသဘောကျပြီးတော့အမှန်တိုင်းမြင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း